Cuma sak itu bersangke ante musim kama kami nuku tu jauh dalam tu ante musim kama kami jenis sahabat. Sang nane jungkat tu Cina sam sulam berkata Cina itu. Nia minsine Yehowa pesau nia ko luang makai sia cedera minsane pesau nia minsine Yehowa pesau sia ceju yang tiada kumulakai. Rai làm dòng của nó có xả đánh là nhẹ chỉ cái là một cái sáng ngon làm xả đấy là nhưng mà xin một chuyện thế này chứ làm con chơi như vậy con chỉ cần lá To
grace of Jesus Christ ngam ante min sinte with all I am ngam konte no pujo jao de bai chamola sinte tipsa Roman English kunda dalega dokpa shi dogji shikrugna shimsat Raiti mong lang thiewa daigbugra shika phe matat maranga main rai gning rai me lo esaya ko mtu antia shika phe kadaiwa kamsham nga ta ngan na sunai dai rai na kamsham ai ko na la ai ko na la lu ai mathang ko Christua mungka amjo kuwa ai Raiti mong ngai sun ngai ko Shanti na yuma kagun gajawa tiang tiang mung shkut khani shanti an sen go mungkan ting tha shanti a mungka pri raiwa sai ngai Roman English kunda dalega dokpa shi dogji shikrugna shimsat Raiti mong lang thiewa daigbugra shika phe matat maranga main rai gning rai me lo esaya ko mtu antia shika phe kadaiwa kamsham nga ta ngan na sunai dai rai na kamsham ai ko na la ai ko na la lu ai mathang ko Christua mungka amjo kuwa ai Raiti mong ngai sun ngai ko Shanti na yuma kagun gajawa tiang tiang mung shkut khani shanti an sen go mungkan ting tha shanti a mungka pri raiwa sai ngai Say, yeah, King Ten Gona, the near Sakrung Munka Pe, and the Shakabaranga, they when Robin Kai Gona, Shlayana, King Etienne Nare. Pierre King Chizuro Chimombare, Janodimia, Wimyabu, Quimpire, Atinoe, Apatio Siane de Bois, Atino Lugiri, now Yolade, the Bamisui, Atin. Doma shire di along Jesu de Marelu, Biobi Chimare, Puzum Patama,
ကျွန်တော်ပဲတချို့ဟာလေးတွေမိတ်ဆက်ပေးချင်တယ်ဘုရားသခင်မဆာတဲ့အတွက်ကြောင့်ဒီနေရာကိုပို့ဆောင်ပေးတဲ့မေတ္တာဘုရားရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်ကျွန်တော်ရဲ့အသင်းတော်ကတော့ဗိုလ်ချုပ်စီအရှိဘတန်စိန်ဂေဘရလူအင်္ဂလိပ်လူဗမာလူတော့ရှင်ဂါဘီလာအသင်းတော်အင်္ဂလိကန်အသင်းတော်ဖြစ်ပါတယ်ဒါပေမဲ့ independent Anglican ဖြစ်ပါတယ်ဗမာပြည်မှာတော့တည်င်းနေပဲရှိပါတယ်တခြား Anglican နဲ့သူတို့မတူပါဘူးအဲ့တော့အဲ့ဒီ Anglican ရဲ့ evening session ပေါ့ညနေ4နာရီကနေ6နာရီအဲ့ဒါကျွန်တော်တို့ Burmese session ဖြစ်ပါတယ်သူတို့မနေ့ပိုင်းမှာတော့တမန်လူဝတ်ပြုပေမဲ့လည်းနောက်ပိုင်းမှာတော့ဗမာလူပဲတရားဟောတာတော့ဖြစ်ပါတယ်ဘုရားကျေးဇူးတော်ကြောင့်သူတို့ရဲ့ဖုန်ကြီးခေါ်ရမှုချင်းခံရတဲ့နောက်ပိုင်းမှာကျွန်တော်တို့အသင်းတော်ကတလကို2ကြိမ်2ပတ်ပေါ့ကျွန်တော်ရဲ့လက်ထောက်အသင်းဦးဆရာကအချိန်ယူပြီးပါတယ်ပြောချင်တာတော့အင်္ဂလိကန်ထဲမှာလည်းကျွန်တော်တို့ပါရတယ်လို့ပေါ့ဗမာ session မှာလည်းကျွန်တော်တို့ပါပြီးတော့အမှုတော်ထဲမှာရှိပါတယ်ကျွန်တော်ဂျန်နဲ့အသင်းတော်4ပါးရှိပါသေးတယ်မြောက်တကုံမှာ2ပါးရန်ကုန်မြစ်ရဲ့တစ်ဖက်ကမ်းမှာတမ္ပရကမ်းကြီးလို့ခေါ်တယ်နောက်တနေရာစိတ်ကြီးခနောင်လို့ခေါ်တယ်အဲ့ဒီနေရာမှာလည်း2ပါးဆိုစုစုပေါင်းအသင်းတော်5ပါးရှိပါတယ်တချို့နေရာမှာ20ကျော်လောက်တချို့နေရာမှာ40လောက်ဘာလို့ဗမာပြည်အခြေအနေကကျွန်တော်တို့အဆင်ပြေတယ်လို့ကျွန်တော်တို့အသင်းတော်ဖြစ်အောင်ကြိုးစားပါတယ်ဒါတော့ဗိုလ်ချုပ်စည်းတဲ့ကတော့ main အသင်းတော်ဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့မြောက်တကုံမှာ youth center လို့ကျွန်တော်တို့ center လေးတစ်ခုဖွင့်ထားပါတယ်အဲ့ဒီမှာတော့ကျွန်တော်တို့စောစောကပြောတဲ့လူငယ်တွေပေါ့တလားကိုတစ်နှစ်မှာ3ချိန်လောက်ကျွန်တော်တို့သူတို့ကိုတလားတင်တန်း2လတင်တန်းပေါ့အဲ့လိုမျိုးလေးတွေလုပ်ပေးရပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကာလတည်တံအရာလူငယ်တွေဟာအရေးကြီးတဲ့အတွက်ကြောင့်ကျွန်တော်တို့လူငယ်တွေကိုဒီလိုပဲပြုစုပေးပြီးတော့ရွာတွေမှာပြန်ပြီးတော့ဧဝံဂေလိတရားကျေပြန့်ဖို့ရန်အတွက်ဆောင်ရွက်ပေးရတာဖြစ်တယ်လို့ဘုရားသခင်အခွင့်ပေးလာတဲ့အခါမှာအခြေအနေတွေလည်းပြောင်းလာပါတယ်အခုဆိုရင်ဗမာပြည်မှာ HIV ကကျွန်တော်တို့အစိုးရကသူကိန်းကဏ္ဍမဖော်ပြပေမဲ့ကျွန်တော်စိတ်ကြီးခရောင်တို့မှာရှိတဲ့အသင်းတော်မှာတောင်မှကျွန်တော်အသင်းသား73အိမ်တောင်မှာ3အိမ်တောင်ကဒီလိုပုံစံမျိုးရှိပါတယ်အဲ့တော့ကျွန်တော်တို့အဲ့ဒါအတွက်လည်း mission လုပ်ပြီးတဲ့အခါမှာအဲ့ဒီမှာကျွန်တော်တို့အခုဆိုရင်တစ်ခါလေး2လတစ်ချိန်HIV fellowship ပေါ့ကျွန်တော်တို့ HIV လို့ဆိုတာကတော့အပြင်မှာပြောပေမဲ့ကျွန်တော်တို့အခေါ်ကတော့ love one another ပေါ့ဒူးနဲ့ဦးချစ်ကြပါဆိုတဲ့ဟာမျိုးနဲ့လွန်ခဲ့တဲ့ကျွန်တော်မလာခင်အချိန်မှာတော့ကျွန်တော်တို့23ယောက်ပေါ့ဝေဒနာရှင်23ယောက်နဲ့ကျွန်တော်တို့ဆရာ5ပါး6ပါးလောက်နဲ့ပေါင်းပြီးတော့တခြားလူတွေဘယ်သူမှမပါရဘဲနဲ့ကျွန်တော်တို့တရားဟောတယ်ပြီးရင်ဆုတောင်းတယ်ပြီးရင်သူတို့လက်ဆောင်လေးတွေပေါ့အစားစရာလေးတွေဒါအတင်းတော်ကကျွန်တော်တို့ကိုပံ့ပိုးပြီးတော့အလှရှင်တွေပံ့ပိုးပြီးတော့ကျွန်တော်တို့ဒီလိုပဲလုပ်ပါတယ်တော့ကျွန်တော်တို့လာမယ့်ဇူလိုင်20မှာလဲနောက်တစ်ချိန်ကျွန်တော်တို့လုပ်ဖို့ဖြစ်တယ်အဓိပ္ပာယ်ကတော့ဧဝံဂေလိတရားကိုကျွန်တော်တို့ဟောနိုင်တယ်လို့ပုံစံမျိုးမျိုးနဲ့ဟောနေကြတာဖြစ်ပါတယ်ကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့ကျွန်တော်ဝေမျှတဲ့အခါမှာဒီအရာလေးကိုလည်းစဉ်းစားပေးဖို့ဖြစ်ပါတယ် Kingdom Faith ရဲ့နိုင်ငံတော်နဲ့ဆိုင်တဲ့ယုံကြည်ခြင်းအကြောင်းကိုကျွန်တော်ဝေမျှပြီးမှဖြစ်တယ်ကျွန်တော်တို့ပထနာတော်ရွတ်တဲ့အခါမှာကျွန်တော်တို့လွတ်ရထားပြီးပါပြီကျွန်တော်တို့တူတူလေးနည်းနည်းအစလေးနည်းနည်းရွတ်ကြည့်အောင်ကဲဆိုကြည့်အောင်ကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်တော်တို့၏ဖကိုရောဤနိုင်ငံယိုတိလေးမြတ်ခြင်းရှိပါစေသောနိုင်ငံတော်တည်ထောင်ပါစေသောအလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံကဲ့သို့မြေကြီးပေါ်မှာပြည့်စုံရပြီနိုင်ငံတော်တည်ထောင်ပါစေသောလို့ဘုရားသခင်ကကျွန်တော်တို့ကိုပြောထားပါဖြစ်တယ်အလိုတော်ဟာကောင်းကင်ဘုံမှာပြည့်စုံကဲ့သို့မြေကြီးပေါ်မှာပြည့်စုံမှုဖြစ်တယ်
Alors, tu n'es pas chez nous comme mari. Beniamani, Belou Ponza Mube Pipi, Belou Lumube Pipi. Piakin Panzintare Kama, Piakinga, Mijiboma, Nangando, Titombu, Panzintara Pide. That's the Pivi Nalela. Oh, you know, a Kalisans and Dreamy Body. A Pia Bapilo, a Mia Bapilo, Boma Giri, Mapichara, Bo Tigi, Mapita, Pikelushe, Maru Nanganjama Niam. Being Nanganja take to Toteam. A kudo, Boti Boma Mahodo, or Kiema Gipinido, Quajani. So, Pamapi Mabe, lonely Charlie, like you know, Allah, Shusha cut. The me a kudo chinade, or Pamapi ma, Tumyama look nine, a look day, General look nine. Hobno, look nine, Dijarema, Piakin, Jesus or Job, General Chailum Hobu, Amurozon, Pilare Kama, Losong nine, Queen Yard. So, a deep air, the Bo Paula. Piakinha, Nangano, Titombo, Nijiboma, General Tabat. Kongi Boma, 2 years Ludo ha Pisum Bida Pite. Nijiboma, Pisumbo, to a Lucide. Rodima Tiny Nikumon Madi, Senzabu Lula. Lupita, when the Capiam Lelu May, Janza ya, the Cabe Pimedua. Muilara the car, Theda the Cabe Pite. Now tell Lutama Pim. Did no, Janza ya, not a lutama pupil. Since Amanine, Janza Rema Babiole, Crito Yado to her, Nani to Peritubo Mashimelu, Damiajigo, Crito, Ama Cantia Pedalo, Crito, Joye, Gongiboma, Shini Bida Pite. Not Tataka, Mijibo, Pianla Bido, Lupian Pilo Meow. Or Lupichin ha, DJ Machine. DJ Madawa, Jai Majai, the Nippy me, happy birthday, Suyade. Sojena, Masojamabu, among the guests, General could take Masojinova, at the Gila, Masojin, hang a dungada, the me, General the me at the outer, 2 or Nit I look at 2 a cool legend, Pure Pianlano, to October Muides or October, Ami Pianlano, to happy birthday ma, to Lochine, to the Pure, to Lochine. General got the Meluchino, do where up in it, the Bob body. General, at that Lise Peter Chima. Mane, General Zenia, Obama, Janza Pat, General Dibama, the Jinza Pat. General Pure, hey, ah, Messi, the blue shit them with Tibu, Wawa Dware. Aro, General Zenia Pure, Nimena, Congo Matilu Chime, and I let you know, Toate like it. Mena Tibi Pianaro, Bianchide. Hey. One navy, blue shit, and Tibuza. Era to a Chechim Pure. Go at that leku, Jiba, oh, era General Lizema, Mondoabito. Chai Chai Machai, Yama Tayarome. Siamua Pure, Yamatalaido, and Eda Uchinoga, Pini, Rapido. Eddie Chima, Guriaka, Lare Chene, Joe Mona, Gonjona, Daku de Gali. Eda, Alma Sadan Shideli, Alma Sadan, Harama, Pamalu Sadale, Ero, Jonoga, a Wiga, Chido, Mamino, and Nina Capito, Chida. Nina Capito, Eda Ale, who Sangamini, Minina Selu, the Bind the Baileys row. Eda Chilida, Yamma Matapene, Talacho, Lolaido. Not a Calipian sound, degree depth water, Siawan Topar, come here, Baba low here. Jonobama Lopu, come out, Jono, that kind of it, Jono, come here, Balumatan, degree 2 navy there. Ekana kamya Korea Kachila, okay, you know, cheated. Aucasaran Patemala, Pate, Era John. So, Chaila, Machaku. Ropiogena, a tep pincha chila recama, body dema, chuin jetty, Pituabi. Ero, Machaku, Bama Lulumia. Ero, Dini Lupilla recama, a tep pincha, Jai, Tinipi, Tuani, there to a job. A good general at that time, Piadiki, a ludogu, Mia Sansa Nale Nai, a simpire. Mia Sansa Namale Usuino, a semapiu. Ro, Tudune Luin Boy, Piadiki, Dick, Kababoma, Lugo Piadkin Panzinaha. 2 years Nangando Wapile, Di Tombo Shede. Ni,
လူကိုဖျားသခင်ဖန်ဆင်းတာဟာတဒေါင်းစားဖြစ်ဖို့မဟုတ်ဘူးဟုတ်တယ်နော်ကျွန်တော်ဒီလိုပြောလို့ရိုင်းတယ်လို့မဟုတ်ဘူးကျွန်တော်အိမ်ရှိမှာအမိုက်ပုံရှိတယ်အဲ့တော့ကျွန်တော်မနေ့တိုင်းဗရန်ဒါထွက်တိုင်းအဲ့ဒီအတွေးခေါ်ရသွားတယ်ဖျားသခင်ကငါတို့ကိုတဒေါင်းစားဖြစ်ဖို့ဖန်ဆင်းတာမဟုတ်ဘူးဖျားသခင်ကနိုင်ငံတော်တည်ထောင်ဖို့ဆိုတော့ငါတို့ရဲ့အသက်တာထဲမှာတည်ထောင်နိုင်ဖို့အစွမ်းကြီးမရှိဘဲနဲ့ဘယ်လိုတည်ထောင်မလဲငါတို့ထဲမှာအစွမ်းကြီးရှိုံပဲဖြစ်မလားကြွယ်ဝခြင်းမရှိဘဲနဲ့ဘယ်လိုတည်ထောင်မှာတဘောပေါက်လာတယ်ဒါကြောင့်ဆာလံဆရာဘာပြောလဲအသက်ပြိုသည့်ကာလမှာစပြီးအိုသည့်တိုင်အောင်တောင်းစားရတဲ့သူကိုဘာဖြစ်လဲသူမတွေ့ဘူးတဲ့ဘယ်လိုလူမျိုးလဲဘုရားသခင်ရဲ့ရှေ့မှာဖြောင့်မတ်စွာအသက်ရှင်တော်သူဒီလိုလာတယ်ဆိုတော့ဘုရားဒီလိုအကြံစီရှိတယ်အဲ့တော့ကျွန်တော်တို့ကိုဘုရားသခင်ဖန်ဆင်းထားတာကြွယ်ဝခြင်းနဲ့ကောင်းကြီးခံစား၍ဘုရားရဲ့နိုင်ငံတော်ကိုကျွန်တော်တို့အထဲထဲမှာအစွမ်းတတ္တိထည့်ထားပေးတဲ့အတိုင်းဘာလို့ရမလဲအသက်ရှင်ဖို့တည်ထောင်ဖို့ဖြစ်တယ်ဆိုတာကိုသဘောပေါက်ဖို့ဖြစ်တယ်ဘယ်နေရာရောက်ဗမာပြည်မှာပဲရှိဂျပန်မှာပဲရှိအနောက်နိုင်ငံမှာပဲရှိဘာရှိနိုင်ငံတော်ဘာဖြစ်လဲတည်ထောင်ဖို့ဖြစ်တယ်အဲ့ဒါကိုကျွန်တော်သိဖို့ဆိုနိုင်ငံတော်တည်ထောင်ဖို့ဆိုတာအသက်တာထဲမှာနှုတ်ကပတ်တော်ကိုတည်တည်ချာချာသဘောပေါက်မှဖြစ်တယ်ဆိုတော့ကျွန်တော်ဒီနေ့ဖတ်သွားတဲ့ကျမ်းစာထဲမှာအဓိကကြတဲ့ကျမ်းပိုက်လေးကယောမ10:19တို့ဖြစ်၍ယုံကြည်ခြင်းဒီဘာဖြစ်လဲကြားနာခြင်းအပြင်ဖြစ်တယ်ကြားနာခြင်းဒီလေဘုရားသခင်ဤစကားတော်အပြင်ဖြစ်တယ်ဆိုယုံကြည်ခြင်းဖြစ်လာဖို့ဘုရားသခင်ကလိုချင်တယ်အဲ့ဒီယုံကြည်ခြင်းဒါလေအောဝယ်ဖြစ်အောင်လုပ်နိုင်တယ်နော်မုံညင်းစင်းမဲ့တော့ယုံကြည်ခြင်းရှိရင်တောင်ကြီးကိုဘာဖြစ်လဲရွေ့ရင်လည်းရွေ့သွားစီပင်လယ်ထဲကိုကျရင်လည်းကျအောင်လုပ်နိုင်တယ်လို့ပြောပေမဲ့ကျွန်တော်တို့ယုံကြည်သူတွေကယုံကြည်ခြင်းလို့ပြောပေမဲ့လေကျွန်တော်တို့ရင်ဆိုင်တဲ့အခက်ခဲကိုတော့မှကျွန်တော်တို့မကြော်နိုင်ဘူးပက်လက်လန်ပြီးတော့အဲ့ရပေါ်မှာဘာဖြစ်လဲလဲသွားတယ်အဲ့တော့ဗမာပြည်မှာတော့ depression ဆိုတာတော့မရှိဘူးဆိုတာသိလို့မသိကိုမသိတာနော်နိုင်ငံခြားရောက်မှပဲဟိုနေရာသွားလဲ depression ဒီနေရာသွားလဲ depression တွေ့ဘူးလားဗမာပြည်မှာတခါမှအဲ့ဒီစကားလုံးမတွေ့ဘူးဘာကြောင့်လဲဆိုတော့နေတူကမော်ဒကာတူစီယာဘာနဲ့ဟာဆာမရှိဘူးဆိုတာစီမရှိဘူးဆိုတာနဲ့ဒါနဲ့သွားနေတဲ့ခစ်ကြီးဆိုတော့နော်တော်ကြကြည8 နာရီမှဟာလောထွက်သွားတယ်ဘာလောမှမသိတယောက်လျှောက်မေးဂျာနေထဲမှာကြည့်ဂျာနေပြဖအဲ့တော့ depression ဆိုတာဘာမှန်းကိုမသိဘူးဟလားရှုပ်ရှက်ခတ်နေတာကျွန်တော်တို့ကဟလားဒါပေမဲ့တကယ်တော့ဗမာပြည်မှာလည်း depression ဖြစ်တဲ့လူတွေအများကြီးရှိတယ်သူတို့မသိဘူးအတင်းတော်ထဲမှာကျွန်တော်တို့တင်းဥဆရာလို့တော့တဘောတော့ပေါက်တယ်ဒါပေမဲ့အဲ့ဒီစကလုံးမတုံးဘူးစစ်ပြတ်တယ်ဆရာရဲ့နော်ဘာမလုပ်ချင်တော့ဘူးဒါမျိုးတွေပြောတာတွေရှိတယ်နော်သိချင်လိုက်တာဒါမျိုးကတော့ခဏခဏကြာဘူးနေတယ်နော်ဆိုတော့ပြောချင်တာဒီအကြောင်းလေးဟာဒီယုံကြည်ခြင်းပေါ်မှာတည်တဲ့အကြောင်းဖြစ်တယ်ဆိုတော့ကျွန်တော်ယုံကြည်ခြင်းကိုနည်းနည်းကြည့်စေခြင်းစစ်မှန်တဲ့ယုံကြည်ခြင်းကိုဖြစ်လာအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အချက်လေးကျွန်တော်ဒီမှာရှင်းပြခြင်းဆိုတော့ဦးဆုံးရှင်လုကာခရစ်ဝင်အခန်းကြီး18အငယ်8ကိုကျွန်တော်ဖတ်ပြရှင်လုကာခရစ်ဝင်အခန်းကြီး18အငယ်8ငါဆိုဒီကဤသူတို့ဘက်၌အလင်းမြန်တရားစီရင်ပြီးသို့တော်လေလူသားသည်ကြွလာသောအခါယုံကြည်ခြင်းကိုမြေကြီးပေါ်မှာတွေ့မည်လောဟုသခင်ဖျားမိန့်တော်မူ၏သခင်ဖျားကြွလာတဲ့အခါမှာဘာမတွေ့ဘူးလဲယုံကြည်သူမတွေ့ဘူးလားလို့သူမပြောဘူးသခင်ဖျားကြွလာတဲ့အခါမှာအသင်းတော်တွေရှိပါမလားလို့သူမပြောဘူးသခင်ဖျားကြွလာတဲ့အခါမှာသင်းဦးဆရာတွေမှရှိပါမလားအဲ့ဒါလိုလည်းမပြောဘူးသူပြောတာကသခင်ဖျားကြွလာတဲ့အခါမှာယုံကြည်ခြင်းကိုမြေကြီးပေါ်မှာတွေ့ရပါမလားအဲ့တော့
ကျွန်တော်တို့ကစဉ်းစားတယ်ဟာဒါကဲတင်ချင်းကိုပြောချင်တာမဟုတ်ဘူးတခင်ဖျားဘယ်အချိန်မှာကြွလာမလဲဆိုရင်သူ့ရဲ့ဝမ်းမြောက်ဖွယ်ရာတပင်းကိုဘာလို့လဲကကာလအဆုံးထိပါဖြစ်လေကျွန်တော်တို့ကဟောပြောတုံတင်ရမယ်မြေကြီးအဆုံးထိဝေမျှရမယ်သူကပြောတယ်တို့ပြီးမှဒီလိုပြောတယ်တို့ပြီးမှသူလာမယ်လို့ပြောတာ哦ဆိုတော့ခရစ်တော်အကြောင်းကိုမြေကြီးတစ်မြင်လုံးဟောပြောတုံတင်မှတော့ကျွန်တော်တို့ဘသူတွေတော့ပြောမလဲဘသူတွေဟောမလဲယုံကြည်သူတွေပဲဟောမှာပေါ့မယုံကြည်သူတွေကဘယ်ဟောမလဲနော်မယုံကြည်သူမဟောဘူးအဲ့တော့ယုံကြည်သူတွေဟောမှာတော့ခရစ်တော်လာတဲ့အချိန်မှာအဲ့ဒီယုံကြည်သူတွေရှိနေပြီးသားဖြစ်တယ်ဒါပေမဲ့ तू ပြောချင်တာအဲ့ဒါမဟုတ်ဘူးအဲ့ဒါမဟုတ်ဘူး तू ပြောချင်တဲ့သဘောတရားအဲ့ဒီယုံကြည်သူတွေမှာအဲ့ဒီကာလအထိတောင့်တင်းခိုင်မာလေဖျားရှိမှနှစ်သက်ဖွယ်ရာကောင်းတဲ့နိုင်ငံတော်ကိုတည်ထောင်နိုင်တဲ့ယုံကြည်ခြင်းမျိုးရှိပါမလားအဲ့ဒါပြောချင်ငါတို့ရှိတာပေါ့အဲ့ဒါကျွန်တော်တို့ဒီမှာရှင်းပြနိုင်ငံတော်နဲ့တည်တဲ့ယုံကြည်ခြင်းကိုရဖို့ဆိုတာအဆင့်နှစ်ဆင့်ရှိတယ်ပထမအဆင့်ကဘာလဲဆိုရင်เนาะပထမအဆင့်က saving faith ကဲတင်ခြင်းကိုရစေတဲ့ယုံကြည်ခြင်းအောက် foundation မရှိဘဲနဲ့အပေါ် foundation လုပ်လို့မရအောက် foundation မရှိဘဲနဲ့အပေါ် foundation လုပ်လို့မရဟုတ်ပါနော်ကျွန်တော်စောတော့ကျွန်တော်ပြောလို့ကျွန်တော် youth center လေးနောက်တစ်ခုမှာကျွန်တော်စောက်တယ်လေးခွက်တွဲလေးဝယ်ပြီးတော့ကျွန်တော်စောက်တယ်ဘာကြောင့်ဆိုဟော်ဂန်လေး training room လေးပါလေးပေါ့လေကွန်ပျူတာလေးပါလေးသင်ပြီးလို့ရအောင်ဆိုပြီးတော့စောက်တဲ့အချိန်မှာအားလုံးခေတ်ကာလအရာကျွန်တော်စီပင်ကိုပြောရတော့ပုံမှန်တိုင်းတက်သွားမှလားတော့ဖြတ်လန်းကသွားမှလားဆိုတော့ကျွန်တော်ပြောတယ်ဖြတ်လန်းကပဲသွားမယ်မြန်ပြီးမြန်အေးတာပေါ့ကဲဒါဆိုရင်နော်ဘယ်လိုဆောက်မှလဲတစ်ထပ်ပဲဆောက်မှတစ်ထပ်ဆောက်ရင်ဘယ်လောက်ပေါ့ဗျာနှစ်ထပ်ဆောက်ရင်ဘယ်လောက်သုံးထပ်ဆောက်ရင်ဘယ်လောက်အဲ့တော့ကျွန်တော်တစ်ထပ်ဆိုဒီလောက်ဆိုတော့โอเคကျွန်တော်သဘောတူတယ်ကျွန်တော်ပြေးလိုက်ပြီအဲ့တော့ပြေးလိုက်တဲ့အချိန်မှာဘယ်နည်းအုံမြင့်ချမှလဲလို့မေးတော့အဲ့ဒီနေ့ဒီအုံမြင့်ချမယ်ကျွန်တော်တို့ကဒီမှာအတင်းတော်ကလာပြီးတော့အတင်းတော်လူကြီးတွေပနဲ့ရိုက်ဆူတောင်းမယ်အဲ့ဒီမှာကျွန်တော်လာကြည့်ပေးရစီကျွန်တော်စဉ်းစားလို့မရဘူးဒီစီပင်ကအင်ဂျင်နီယာဘာလာကြည့်စရာလို့လဲပေးပြီးပြီကျွန်တော်ပေးပြီးသွားပြီဘာလို့လာကြည့်လဲသူကတထပ်ပဲဆောက်မယ်ပြောတာလိန်လို့မှမရပဲဒီမှာတထပ်ဆောက်မှာနှစ်ထပ်ဆောက်လို့သွားလိန်လို့မှမရပဲဆိုတော့တထပ်ဆောက်မယ်ပြောပြီးပြီတထပ်နဲ့တန်နဲ့ဟာပြီးပြီဘာလာကြည့်မှလဲအဲ့တော့ကျွန်တော်ကမသိတော့ကဲလာကြည့်နေကြည့်ပေါ့ဗျာကျွန်တော်ဖျားရှိခိုးပြီးတဲ့အဲ့ဒီချိန်လာကြည့်ဆိုတော့သူမော်တော်ဆိုင်ကယ်လေးနဲ့လာတယ်လို့ကြည့်ဒီကြည့်ပြီးတော့ပြန်သွားကျွန်တော်စိတ်ထဲမှာဘဝင်မကြတော့စောက်မဲ့အင်ဂျင်နီယာကိုမေးတယ်ဘာလာကြည့်တာလဲအုတ်ခဲတွေစီထားတာမြေတူးအုတ်ခဲစီထားတာတွေ့ရသားလဲအဲ့ဒါဘာထူးခြားလို့လဲဆိုမဟုတ်ဘူးဆရာတဲ့ဗမာပြည်မှာဒီလိုရှိတယ်တဲ့တထဆောက်မဲ့ဆိုပြီးတော့ပတ်စံပေးလိုက်တယ်တဲ့ပြီးတော့ तू ကအုတ်မြစ်ချတဲ့ကောင်နှစ်ထအုတ်မြစ်ချလိုက်တယ်ပြီးတော့ तू ကတထပဲဆောက်တယ်6လတစ်နှစ်လဲကြောင်းနောက်အပေါ်မှာဆက်တင်လိုက်တယ်အဲ့တော့စီပင်တွေကခံရတာများနေပြီတဲ့အဲ့တော့အုံမြင့်ချတဲ့ချိန်မှာလာကြည့်လိုက်တာနှစ်ထအုံမြင့်လားတစ်ထအုံမြင့်လားသုံးထအုံမြင့်လားနှစ်ထအုံမြင့်ဆိုရင်တော့ပတ်စံထပ်ပြီအဲ့ဒါပဲတဲ့အော်တဘိုးပေါက်သွားတယ်ကျွန်တော်အော်ဒီလိုလားကျွန်တော်ကမလိမ်ပါဘူးကျွန်တော်ကဖယားတရားဆိုဒီလိုမဟုတ်ဘူးလေဆရာကိုဆူလို့တာမဟုတ်သူတို့ကခံပေါင်းများတော့လာကြည့်တာအော်ဒီလိုအော်သူတည်တယ်အဲ့တော့ကျွန်တော်သဘောပေါက်သွားတယ်အုံမြင့်ဆိုတာတစ်ထအုံမြင့်နှစ်ထအုံမြင့်သုံးထအုံမြင့်22ထဆောက်ရင်မတူဘူးလေနော်အမြင့်ကြီးဆောက်မယ်ဆိုရင်ကျွန်တော်ရန်ကုန်မှာလည်းခင်ပြီးတော့ပိုင်နေရိုက်ပြီနော်ကွန်ကရစ်တိုင်ကြီးတွေအထဲထဲကိုစိုက်ထုတ်လိုက်ဒါမျိုးတွေတုံးလာပြီအော်ဒီလိုလားအဲ့တော့အုံမြင့်ကမတူဘူးလေအဲ့တော့ဒီနေ့ခရစ်ယာန်အသက်တာမှာအုံမြင့်မှန်ဖို့လိုတယ်အုံမြင့်မမှန်ရင်ခင်ဗျာလဲသွားမှာအုံမြင့်မမှန်ရင်လဲသွားမှာစုံစမ်းခြင်းလေးတွေ့တာနဲ့ပက်လက်လန်သွားမယ်နည်းနည်းလေးပြောလိုက်တာနဲ့စိတ်ကောက်သွားမယ်ဟုတ်တယ်နော်ကျွန်တော်ဒါတင်းရုပ်ဆရာဒီမှာဆရာလည်းရှိတယ်ကျွန်တော်အတင်းတော်မှာလေကလေးမွေးတယ်ဆိုရင်ကျွန်တော်ဦးဆုံးဘယ်အချိန်မှဆိုပြေးရတယ်မပြေးလို့စိတ်ဆိုးသွားမယ်နော်အဲ့ဒီ
တင်းဥဆရာမရောက်ခင်မှာကြံတဲ့အတင်းတော်လူကြီးဖြစ်ဖြစ်တခြားအတင်းသားဖြစ်ရောက်ပြီးတော့ဘာညာလက်ဆောင်တွေပဲပြီးသွားပြီးတော့တင်းဥဆရာနောက်မှရောက်သွားရင်ဖြာဆုတောင်းချင်တာမလာဘဲနဲ့ဟလားခုမှလာတယ်ဆိုတာဘာလုပ်နေတာလဲဆိုတဲ့ဟာမျိုးတွေခဏတွေ့ရမယ်ဟုတ်တယ်နော်အဲ့တော့ကျွန်တော်တို့ကသတင်းသားထောင်ရတယ်အခုလဲဖုန်းတွေလည်းအများကြီးဆိုတော့သတင်းသားထောင်ငါ့ကိုပြောတော့မွေးပြီလားမွေးပြီဆိုကျွန်တော်တို့ပြေးပြီမရဘူးတော်ကြစိတ်ကောက်ပြီးတော့နောက်နေ့စံတီးကြိုင်မတွေ့တော့ဘူးမလဲဘူးဒါတင်းအောင်ဆရာဒါဒီလိုပါပဲနေမကောင်းဆိုလဲပြေးရတာပဲပြေးရမပြေးလို့မဖြစ်ဘူးတော့ကြိုက်တီဖြစ်စေမကြိုက်တီဖြစ်စေပြေးရမှာပဲအဲ့တော့ပြောချင်တာကအတင်းအောင်ဆရာရဲ့သဘောတရားရဟလာဒီလိုမျိုးအသက်ရှင်နေရဘာလို့ယုံကြည်သူတွေကနော်ပြောမယ်ဆိုရင်တော့ငါတို့ကယုံကြည်သူပဲတဲ့ခိုင်ကနေဆိုရင်တင်းအောင်ဆရာတက်လို့မှာပေါ့တဲ့ယုံကြည်သူမို့လို့ပဲငါတို့ယုံကြည်ခြင်းအားနေတယ်လေဒီလိုမျိုးပြောတတ်တာကိုအဲ့တော့ကိုကလည်းတတိထားရတယ်ဒါပေမဲ့ချမ်းစာအဲ့ဒီလိုမပြောဘူးအားလုံးတူတူပဲ foundation ဟာတူတူပဲ foundation ဟာတူတူပဲအဲ့ဒီ foundation ဟာဘာ foundation သခင်ခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်စိတ်နှလုံးအကျွမ်းမဲ့ဘာဖြစ်လဲလက်ခံရမယ်အဲ့ဒီ foundation အဲ့ဒါတော့လှုပ်ယူလို့မရအောင်ဒီနေ့ဒီမှာရှင်းယူကောင်မှလှုပ်ယူလို့မရပါဘူးကျွန်တော်လည်းလှုပ်ယူလို့မရဘူးကျွန်တော်ကိုလာမေးမယ်ခင်ဗျားဘယ်အချိန်မှာနှစ်ချင်းခံအသက်16နှစ်မှာအဲ့ဒီအချိန်မှာပြောင်းလဲပြီလားလို့မေးရင်ကျွန်တော်ပြောင်းလဲတယ်လို့ကျွန်တော်ပြောမှာအမလီတက်ကြွတာမှလူများတရားဟောလို့တော့မတတ်ဘူးနောက်ကကျွန်တော်လိုက်တာဝီဇာကျွန်တော်ပေးတယ်အဲ့ဒီလိုမျိုးတော့ပြောမယ်ဘယ်မှာပတ်တက်တာရန်ကုန်မြို့မှာအနိုးကြားဆုံး AG Church မှာဒီလိုမျိုးလာတယ်ဒါပေမဲ့တနေ့အဲ့ဒီ Church မှာပဲတင်းဦးဆရာတယောက်အစ်စ်ပေါ့လာတရားဟောတယ်သူကမမိုက်ကန်းသူဘလို့ပြောလဲဆိုတော့ဟောဒီထိုင်နေတဲ့ထဲထဲမှာအခုကောင်းခင်ပုံရောက်မယ်ဆိုတဲ့လူလက်ညှိုးထောင်စမ်းပါသူကအဲ့လိုအခုထောင်ဆိုတော့လူတွေလက်ညှိုးထောင်တယ်အဲ့တော့ကျွန်တော်ကဟိုနောက်ဆုံးမှာထိုင်နေတယ်လက်ညှိုးထောင်လို့ပြောတော့လူတွေကထောင်နေကြတယ်ထင်မှာသူကလည်းပြောလိုက်တယ်လက်ညှိုးမချနဲ့တော့ထောင်မဲ့လူရှိသေးလားဆိုတော့ကျွန်တော်လက်ညှိုးထောင်ခြင်းတယ်ဒါပေမဲ့လက်ကဒီလိုမတက်ဘူးဖြစ်နေတယ်paralyze မဖြစ်ဘူးကျွန်တော်လည်း paralyze မဖြစ်ဘူးဒါပေမဲ့ကျွန်တော်လက်ညှိုးဒီလိုတက်လာလို့မရဘူးဖြစ်နေတယ်အဲ့တော့စိတ်ထဲမှာလက်ညှိုးမထောင်ကွာမထောင်လို့ဘာဖြစ်လဲနော်ကျွန်တော်ကစဉ်းစားထောင်တဲ့လူကမုတ်စားရလို့လားသူထောင်ခိုင်းတယ်မထောင်ကွာဘာဖြစ်လဲကျွန်တော်အိမ်ပြန်သွားတယ်အိမ်မှာကျွန်တော်စဉ်းစားတယ်ရောဘင်မိကွန်းကရှင်းလေးပဲတမလုံးမှာအပေကလွတ်တယ်ကောင်းကင်ဘုံတကယ်ရောက်ပဲဆိုရင်လက်ညှိုးထောင်လို့ပြောတာမင်းဘာလို့မထောင်နိုင်တာလဲတိသွားပြီစဉ်းစားကြည့်လေကိုယ့်ကိုမေးတယ်ဒီမေးခွန်းကိုယ့်ကိုမေးတိသွားပြီဗောကျွန်တော်ခရစ်တော်ကိုဒီထဲမှာမရဘူးကျွန်တော်ခရစ်တော်ဒီထဲမှာရသွားတယ်ဘယ်ချိန်ကစရတယ်ကျွန်တော် Sunday School တက်တဲ့အချိန်ကနေစပြီးတော့အဲ့ဒီထိုင်ကုန်မှာထိုင်တဲ့အချိန်ထိအဲ့တော့အသက်19နှစ်ရှိနေပြီ19နှစ်အဲ့ဒီထိခရစ်တော်ဟာဒီထဲမှာမရှိဘူးဒီမှာရှိတယ်ဆိုတော့အဲ့ကြောင့်မှတိသွားတယ်တိလဲတိကိုကြောက်သွားတယ်ကျွန်တော်နည်းနည်းလန့်သွားတယ်ဟာဒုက္ခပဲအဲ့ဒါဘယ်သူကမှမပြောဘူးကျွန်တော်တယောက်တည်းဖြစ်နေတာအဲ့ဒါနဲ့ကျမ်းစာဖွင့်ပြီးတော့ယောမ19နော်အဘေကြောင့်နေမှုကခရစ်တော်ဒီကားတိုင်းပေါ်မှာအတိခံနေပါညာအဲ့ဒါငါအတွက်အပြစ်ရှိတဲ့သူအဲ့ဒါငါအဲ့လိုဖြစ်သွားတယ်အစတုန်းကတော့သူများတွေကြီးပဲကျွန်တော်မပါဘူးအဲ့ဒါဟိုမယုံကြည်သူတွေအတွက်ကျွန်တော်အခုတော့ကျွန်တော်အတွက်ဖြစ်ပြီးတော့မှအဲ့ဒီညမှာချင်းအောင်ထဲမှာကျွန်တော်ဆုတောင်းခရစ်တော်ခင်ဗျားအခုကျွန်တော်တကယ်လက်ခံတယ်ကျွန်တော်တကယ်ယုံတယ်ကျွန်တော်အိတ်လိုက်တယ်မနေ့မိုးလင်းတော့မန်ဒေးရောက်သွားပြီလေဆန်ဒေးမှာဖြစ်တာဟုတ်မန်ဒေးရောက်သွားနိုးလိုက်ကိုကျွန်တော်ရင်ထဲမှာအရာကြည်နူးအားရတဲ့တမလုံးမှာအပေကလွတ်တယ်ဆိုတဲ့အာမခံချက်ကျွန်တော်ရသွားပြီအဲ့တော့ကျွန်တော်ကဆန်ဒေးတုန်းကမဖြေလိုက်တဲ့မိကုန်းကိုကျွန်တော်ဖြေခြင်းတယ်ဒါပေမဲ့မေးမဲ့လူမရှိတော့ဘူးဘာလို့မန်ဒေးရောက်သွားပြီလေဘသူကလာမေးမှာပဲအလကားနေအဲ့တော့ကျွန်တော်ကအရန်ဖြေခြင်းနေတယ်အဲ့တော့ကျွန်တော်ကဥိဇာရအိမ်ယာမှာကျွန်တော်နေတော့အမေလို့ကျွန်တော်မနဲ့ခဏလမ်းလျှောက်ခြင်းအမေထူးထူးဆန်းဆန်းနဲ့လမ်းလျှောက်တော့ကျွန်တော်မိုက်တာကွင်းပေါ့စစ်သားတွေနော်အများအားလေ့ကျင့်တဲ့အဲ့ဒီမိုက်တာကွင်းတွေကိုကျွန်တော်ရောက်တော့ကျွန်တော်ပြေးပြီးတော့
ကျွန်တော်အော်တယ်ဘယ်ကောင်းမေးမှလဲကွာကျွန်တော်မကျင်တတ်ဘူးလေဘယ်ကောင်းမေးမှလဲတီးသွားရင်ငရေကလွတ်တယ်ဆိုတော့မေးစမ်းပါငါဖြေမယ်ငါလွတ်တယ်ကွာငါဒီနေ့လွတ်နေပြီဆိုတော့ကျွန်တော်ရှောက်အော်တယ်မေးမဲ့လူမရှိဘူးလေကျွန်တော်အရန်ဖြေခြင်းနေပြီအဲ့တော့ဘေးနားမှာ exercise လုပ်နေတဲ့အဖိုးကြီးကကောင်းလေးဘာဒီရှောက်အော်နေတာလဲဆိုတော့ကျွန်တော်ရှက်သွားတယ်အန်ကယ်ကြီးရဲ့ကျွန်တော်အတန်ကောင်းလေ့ကျင့်နေတာပါလေပြောချင်တာကျွန်တော်အရန်ဖြေခြင်းနေအဲ့ဒီကျမှကျွန်တော်သိသွားတယ်ခရစ်တော်ဟာဒီကနေပြီးတော့ဒီရွှေ့သွားပြီအဲ့ဒါ foundation အဲ့တော့ဒီနေ့ခရစ်တော်ကိုယုံနေဆိုတာကလက်ဝါးကတ်တိုင်ပေါ်မှာခရစ်တော်ကျွန်တော်အပြစ်တွေအသေးခံပြီး3ရက်မြောက်သောနေ့မှာထမြောက်တယ်ကျွန်တော်ဟာကာယကံမြောက်ကျူးလွန်တဲ့ပြစ်ဝစီနဲ့ကျူးလွန်တဲ့ပြစ်မနှောနဲ့ကျူးလွန်တဲ့အပြစ်တွေကိုကိုယ့်ဟာကိုယ်ဘာမှလုပ်လို့မရပါဘူးယေရှုခရစ်တော်လုပ်သွားပေးပါတယ်ဆိုတာကိုယေရှုခရစ်တော်ကို 100% အပြည့်ယုံမှအဲ့ဒီ foundation ဖြစ်လာတာချစ်တော်ကြီးကိုမှာအဲ့ဒီ foundation အပေါ်မှာမှထပ်ဆင့်တိဆောက်တဲ့ယုံကြည်ခြင်းသည်အောင်မြင်သောယုံကြည်ခြင်း kingdom faith ဆိုတဲ့နိုင်ငံတော်နဲ့ဆိုင်တဲ့ယုံကြည်ခြင်းကိုအစပြုလို့ရတာနေမို့ဆိုရင်အဆင်မပြေဘူးဒါကြောင့်ခရစ်တော်ကိုတကယ်မရတဲ့သူကယုံနေပြောပြီးမဲ့လေနောင်ကြရင်သူ့ရဲ့အသက်တာထဲမှာကြီးမားတဲ့ကိစ္စတစ်ခုဖြစ်သွားရင်ပြိုလဲသွားတယ်ကွာပြိုလဲပြီးတော့အံ့ဩဖွယ်ကောင်းအောင်တခြားဘာသာဝင်ဖြစ်သွားတယ်အဲ့တော့ question မေးတယ်ကျွန်တော်ဘာဖြစ်လို့ဖြစ်သွားတာလဲအစတည်းကမဖြစ်ဘူးလို့အစတည်းကမဖြစ်ဘူးဟုတ်နော်ဒါလေးလည်းထပ်ပြောပြအောင်နာကိဖြစ်တော့ကျွန်တော်စစ်ကြီးခရောင်တို့အကြောင်းပဲကျွန်တော်ပြောရတာစစ်ကြီးခရောင်တို့အတင်းသား73အိမ်တော်ရှိသူတို့ကဝါတဲ့ဒီအဲ့ဒီထိုင်ရနေဆိုအကုန်လုံးပြားသွားတယ်ဟိုလွင့်သွားတာတော့မဟုတ်ရှုပ်ပွက်ထဲမှာပစ္စည်းတွေရောအိုးတွေရောပလုံးတွေရောအကုန်စောင်းတွေရောဗါတယ်ရှုပ်ပွက်ထဲမှာအကုန်လုံးရောက်ပြီးတော့သူတို့ကနေစရာမရှိတော့အဲ့ဒါကျွန်တော်အတင်းတော့ပြေးကြတယ်တာလဘတ်ဒီဘာတွေနဲ့ခောက်ဆွဲဒုတ်တွေနဲ့ဆန်ဒီတင်နိုင်တယ်လို့ကျွန်တော်တော့ပို့ကြတယ်73အိမ်တောင်တဲ့ကျွန်တော်ကိုအတင်းတော့ရဲ့အတင်းခွဲကိုဝိုင်းပြီးတော့ရန်ကုန်အဖွဲ့ကအဲ့ဒီအဖွဲ့ကိုတွားပြီးတော့လှုပ်ကြတော့ဘေးနားမှာရှိတဲ့လူတွေကသူတို့73အိမ်တောင်ပဲပြိုတာမှမဟုတ်ပြိုတဲ့လူတွေကအများကြီးကိုအဲ့တော့သူတို့ကလည်းကျွန်တော်တို့ကမကူဘူးလားဟာကျွန်တော်တို့က NGO အဖွဲ့မဟုတ်ဘူးလို့မကူနိုင်ဘူးဘယ်သူမှမဟုတ်ဘူးလားကျွန်တော်တို့ကကိုယ်အတင်းတော့ကိုလှုပ်တာဒါပေမဲ့ကျွန်တော်တို့လည်းခက်ခဲတယ်ဆိုတော့ကျွန်တော်တို့ကတော့ဒီဘက်ကိုအတင်းသားကို10တုပ်ပေးရင်သူ့ကို9တုပ်ပေါ့ဗျာ3တုပ်အဲ့လိုမျိုးတော့ခွဲပေးတာပေါ့ခွဲပြီးတော့စန်တီကြတော့အမေသူတို့လည်းလာကြတယ်ဖျားရှိခိုးတာမကြုံစဘူး73အိမ်တောင်အပြင်တခါတည်းဖျားရှိခိုးတဲ့နေရာကြီးကကြက်ပြူသိမ့်နေသူတို့လည်းဘာရည်ရွယ်ချက်နဲ့လာမှန်းတော့မသိဘူးတခုရမလားဆိုတဲ့သဘောဖြစ်တာပေါ့ဗျာဒါတော့လူဆိုတော့ဒီလိုပဲလားဒါပေမဲ့ကြီးစုတော်ကြောင့်ကျွန်တော်တို့ကခရစ်တော်ရဲ့မြတ်တာအဖြစ်ဟောပြောတယ်ကျွန်တော်တို့ကလိုက်ဟောတာမဟုတ်ဘူးစန်ဒီဖျားရှိခိုးတဲ့နေရာကိုသူတို့လာလို့သူတို့ကိုဟောတာဟောရင်နှစ်လကြာတဲ့ခါ7ယောက်ခရစ်တော်လက်ခံတယ်ကျွန်တော်တို့ပျော်ကြတယ်အတင်းတော်ကပျော်ကြနှစ်ချင်းပြီးလိုက်နောက်တစ်လကြာတော့အဲ့ဒီ7ယောက်ထဲမှာ1ယောက်ကဖုန်ကြီးဝတ်သွားတယ်အဲ့တော့အတင်းတော်ကမြည်တယ်ရောဘင်ဘလို့ဖြစ်တာလဲအဲ့ဒါဘလို့ဖြစ်တာထူးထူးဆန်းဆန်းနေရလေတဲ့လှုပ်လိုက်ရင်အဲ့လိုမျိုးကြီးပဲတဲ့ကျွန်တော်ဘလို့မှရှင်းလို့မနိုင်အသက်60လောက်ရှိတယ်အဲ့ဒီလူကအသက်60လောက်ရှိတယ်သူနဲ့ကျွန်တော်နဲ့ဆွေးနွေးတာကျန်တဲ့လူဆိုရင်တော့လူငယ်ဆိုတော့ထားလိုက်ပါကျွန်တော်သိမပြောလူငယ်တွေကဘာမှမဖြစ်ဘူးအသက်60အဖိုးကြီးနဲ့ကျန်းစာဆွေးနွေးတာကျန်းစာကိုသူကခောက်တုတ်ခောက်ပြန်အကုန်ဖတ်ထားတာကျွန်တော်မယုံနိုင်စရာအကြောင်းဘာမှမရှိဘူးယုံနေဗျာအတင်းတော်မှာအားကိုးရမယ်ဘာညာတော့ကျွန်တော်လှုပ်လိုက်တယ်ပြီးတော့သူကဟိုဘက်ကိုရောက်သွားအဲ့တော့ကျွန်တော်စဉ်းစားလို့မရတော့ဘုရားပြောတယ်ရောဘင်းတဲ့လူတွေကမင်းနှစ်ချင်းခံတဲ့အခါမှာမေးတယ်မလားဥပဒူယေရှုခရစ်တော်မိမိကယ်တင်ပိုင်ခြင်းဘလို့မလားယုံပါတယ်ယေရှုခရစ်တော်ယုံကြည်တော့ခမည်းတော်တာတော်တရှိတော်မလားပဋိသင်ပေးပါ၏လို့မင်းပြောတယ်မှတ်လားဒီမှာပြောတာလားဒီကပြောတာလားဒီကပြောတာလားမင်းခွဲလို့ရလားကျွန်တော်စဉ်းစားလို့ရသွားပြီခြေတော်ကြီးကကျွန်တော်ဘဝမှာလည်းကြုံပြီးပြီဆိုတော့အတုရှိတယ်ဟုတ်တယ်နော်အတုကြီးရှိတယ်အဲ့တော့သူ့ရဲ့ life ထဲမှာဘာကြောင့်ကျွန်တော်မသိဘူးဘလောက်စုံစမ်းခြင်းကြီးလို့အဲ့ဒီလိုချက်ချင်း changes ဖြစ်သွားတာကျွန်တော်မသိဘူးဒါပေမဲ့ပြောင်းသွားတယ်အခုတည်းထိကျွန်တော်ခေါ်တယ်တစ်ချက်လာတယ်
ဒါပေမဲ့ဒီတိုင်းပဲရှိနေတယ်အဲ့တော့စဉ်းစားရမယ်အဲ့တော့ foundation မှန်ဖို့လိုတယ် foundation မှန်မှအပေါ်မှာထပ်ဆင့်တည်တဲ့အရာတွေအားလုံးကဘာဖြစ်လဲမပြိုမလဲတည်ရှိမယ်ဟုတ်နော်အဲဒါလေးကျွန်တော်တို့သဘောပေါက်ဖို့ဖြစ်တယ်နောက်တစ်ခုကျွန်တော်တို့ကြည့်အောင်ဒါကျွန်တော်တို့အားလုံးတည်တဲ့ကြောက်ပေါ်မှာတည်တဲ့အိမ်အကြောင်းကျွန်တော်တို့သိတယ်နော်ကဲဒါလေးကျွန်တော်တို့နည်းနည်းလေးဖတ်ကြည့်အောင်အားလုံးသဘောပေါက်ပါလေရှင်မသက်ခရစ်ယာန်ခန်းကြီး9အငယ်24ကနေ29နော်အကျဉ်သူသည်ငါဟောပြောသောဤစကားကိုကြား၍နားထောင်၏ထိုသူသည်ကြောက်ပေါ်မှာအိမ်ဆောက်သောပညာရှိနှင့်တူကြောင်းပုံပြမည်မိုးရွာ၍ရေစီးသည်နှင့်လေလာ၍ထိုအိမ်ကိုတိုက်သည်ရှိသောကြောက်ပေါ်မှာတည်သောကြောင့်မပြိုမလဲနေ၏ဟာလေလုယာခင်ဗျားတို့သဘောပေါက်ဖို့လိုတယ်ဒီနေ့ချစ်တော်ကြီးကိုမောင်မှဒီခင်ဗျားကိုကျွန်တော်ခင်ဗျားကိုကျွန်တော်လဲမယ်လို့မပြောဘူးဟုတ်ပါတော့ခင်ဗျားရဲ့ယုံကြည်ခြင်းဟာမမှန်ဘူးလို့လည်းကျွန်တော်မပြောဘူးဒါပေမဲ့ခင်ဗျားဘဝထဲမှာတိုက်လာမဲ့မုန်တိုင်းကဘာမုန်တိုင်းလဲကျွန်တော်မသိဘူးကျွန်တော်ဘဝထဲကိုဝင်လာမဲ့မုန်တိုင်းကဘာမုန်တိုင်းလဲကျွန်တော်မသိဘူးအဲ့တော့မုန်တိုင်းလာတဲ့အခါမှာကြံ့ကြံ့ခံနိုင်တဲ့အိမ်နဲ့ကြံ့ကြံ့မခံနိုင်တဲ့အိမ်ကွာသွားတယ်အဲ့တော့အောက်မှာဖတ်ရင်သဲပေါ်မှာတည်တယ်လို့ပြောတယ်ကြောက်ပေါ်မှာတည်တဲ့အိမ်နဲ့သဲပေါ်မှာတည်တဲ့အိမ်လို့သူကဒီလိုသုံးတာအဲ့တော့ချစ်တော်ညီကောင်မတွေသဘောပေါက်ဖို့လိုတယ်ကြောက်ပေါ်မှာတည်တယ်ဆိုတာဘာလဲခရစ်တော်ဒီဟူသောဘာဖြစ်လဲကြောက်ခရစ်တော်ဒီဟူသောဘုရားသခင်နှုတ်ကပတ်တော်ပေါ်မှာယက်တီမှာရမှာစောကsaving faith လို့ခေါ်တယ်ကယ်တင်ခြင်းကိုရစေတဲ့ယုံကြည်ခြင်းဒီဟူသောကြောက်ပေါ်မှာတည်ဆောက်မှသာလေမပြတ်မစီးတဲ့အိမ်အဖြစ်တည်ဆောက်လို့ရမယ်နိမို့ဆိုရင်ခရပြူလဲသွားမှာအဲ့တော့ဒီမှာတော့ကျွန်တော်ဒီလိုမပြောပါဘူးရန်ကုန်မြို့မှာတော့ပွန့်ပွန့်လင်းလင်းပြောရတယ်ကိုဖြစ်ရင်လူကြီးတွေပြောတယ်ဗာလေကိုဖြစ်ရင်ကိုပဲဘာဖြစ်လဲခံဘာကြောင့်လဲကို live ကိုကတီဆောက်ရမှာဖြစ်တယ်ကြုံလာတဲ့မုန်တိုင်းဟာကိုပဲရင်ဆိုင်ရမှာသူများရင်ဆိုင်မှာမဟုတ်ဘူးပြဿနာကိုကိုပဲဖြေရှင်းရမှာဘာနဲ့ဖြေရှင်းမှာလဲဘာနဲ့ရင်ဆိုင်မှာလဲဟုတ်ပြီနော်အဲ့တော့အဲ့ဒီခါမှာသူကကြောက်ပေါ်မှာတီတဲ့အိမ်ဖြစ်မှသာလေသူရင်ဆိုင်လို့ရတယ်ကြောက်ပေါ်မှာမတီးဘဲနဲ့သဲပေါ်မှာသွားတီးရင်တော့သူဟာပြိုဖို့များသွားပြီသူကပြိုတဲ့အခါမှာဒီနေ့ depression ဆိုတဲ့စကားလုံးပေါ်လာတယ်သူကဒါပေမဲ့ depression ကကျွန်တော်စိတ်ဝင်စားလို့လေ့လာသူအသေးစိတ်ကျွန်တော်မပြောချင်ပါဘူး depression က step တွေရှိတယ်သူက depression ရဲ့ step ကပိုမြင့်လာတဲ့အခါမှာthe scent of death ဆိုတဲ့စကားလုံးကိုသူတို့သုံးတယ်လူကအသက်ရှင်နေပြီမဲ့လေတည်သွားတယ်လို့ခံစားရတယ်သူကဟုတ်တော့လူကြီးကလှုပ်နေတယ်စားနေတယ်ဟိုဘက်သွားခေါ်ရင်လဲလာတယ်နော်တကယ်ချင်းပြုတ်ပြုတ်နေစမ်းပါကွာရုပ်ရှင်ကြည့်အောင်ကြည့်တယ်ဒီလိုကြီးပဲတည်တယ်လို့ဖြစ်နေတယ်သူကသူ့စိတ်ထဲမှာဘာခံစားနေရလဲဆိုတော့ငါဘဝကြီးတစ်ခုလုံးတည်သွားပြီလို့ခံစားအဲ့ဒါ depression ရဲ့ step ထဲကိုဝင်သွားတာသူက depression ရဲ့အမြင့် step ထဲကိုရောက်နေပြီသူကအဲ့ရပေါ်မှာလဲနေတဲ့ step မဟုတ်တော့သူ့ကိုယ်သူတည်သွားပြီလို့သူခံစားရတယ်အဲ့ဒါနဲ့မပြီးသေးဘူးအဲ့ဒီ step ကနောက် step ထဲကိုဝင်လာတဲ့က domestic violence ဆိုတာမိသားစုထဲမှာပြဿနာတွေစလာသူ့အဖြစ်ဖြစ်လာနားမခံနိုင်ဘူးမပြောနဲ့အဲ့ဒါမျိုးတွေလာပြီသူကနော်ဒီဥစ္စာအထဲထဲမှာဖြစ်လာအဲ့ဒီ step ကနေလွန်လာတဲ့အခါမှာ criminal ဖြစ်သွားတယ်ပြစ်မှုကျူးလွန်တဲ့ step ထဲကိုရောက်သွားတယ်သူကအဲ့တော့အစတုန်းကတော့ကျွန်တော်အဲ့ဒါကိုမလေ့လာကြည့်ဘူးလေ့လာကြည့်တဲ့အခါမှာနည်းနည်းကျွန်တော်ကြောက်လာဒီဥစ္စာအရေးကြီးတယ်အဲ့တော့ဒါမဖြစ်အောင်ထိန်းနိုင်တဲ့အရာဘာရှိလဲယုံကြည်ခြင်းပဲရှိတယ်ယုံကြည်ခြင်းပဲရှိတယ်အဲ့ဒီယုံကြည်ခြင်းကဘယ်ပေါ်မှာတည်ရမလဲခရစ်တော်ဒီဟုတော့ဘာဖြစ်လဲကြောက်ပေါ်မှာတည်မှာနင်းမဆိုမရဘူးဟုတ်ပြီနော်ဒီနေ့ဒီမှာရှိတဲ့ညီကောင်မတွေသဘောပေါက်ဖို့ဖြစ်ပါတယ်အဲ့တော့လူရဲ့သဘောထဲမှာအင်မတန်စမ်းကြဲတဲ့အရာတွေအများကြီးရှိတယ်
ဘုရားသခင်ကကျွန်တော်တို့ဖွဲ့စည်းဖို့ဖွဲ့စည်းတဲ့အခါမှာစောစောကကျွန်တော်ပြောလို့နိုင်ငံတော်တည်ဆောက်ဖို့ရန်အတွက်ဖွဲ့စည်းထားတာဘယ်လိုဖွဲ့စည်းလဲဆိုရင်နော်ကပ္ပဦးကျမ်းခန်းကြီး1:26မှာကြည့်ရင်ငါတို့ဤပုံတရာနဲ့အညီဘုရုဖန်ဆင်းလဲလူကိုဖန်ဆင်းစို့လို့ပြောတာငါတို့ဆိုတာဖျားလေသူ့ရဲ့တဏ္ဍနဲ့အညီကျွန်တော်တို့ကိုဖန်ဆင်းလိုက်တာသူကအဲ့တော့ဖျားနဲ့တူကြတယ်လို့ဆိုလိုတာမဟုတ်ဘူး likeness လို့သူကသုံးတယ် image ဆိုတဲ့စကားလုံးက likeness သူနဲ့တဏ္ဍတူတာဖျားတော့မဟုတ်ဘူးသူ့ရဲ့တဏ္ဍเนี่ยကျွန်တော်တို့ထဲထဲမှာရှိတယ်ဘာလို့တဏ္ဍလဲလို့ပြောလိုက်ရင်ကျွန်တော်ခရစ်ယာန်တွေတော်တော်များများကဒီဥစ္စာကိုသုံးတယ်ဒီဘက်မှာနှိမ့်ချတဲ့တီးခံတဲ့ခွင့်လွတ်တဲ့ခြေထောက်စီးတဲ့သူများကိုတနာရဘယ်ဘက်ပါရိုက်ညာဘက်ပါပေးလိုက်ရမယ်တတိထွေးရင်ခံအဲ့ဒါမျိုးဒီဘက်အချမ်းအရန်သုံးတယ်ဒါပေမဲ့ဒီဘက်ချမ်းသုံးဒီဘက်ချမ်းပါဖျားဆိုတာအအိုးပွဲဖျားဖြစ်တယ်ဖန်ဆင်းရှင်တကိုးကြီးတဲ့ဖျားလောင်တော်မီဟာအအိုးပွဲဖျားဖျားရဲ့ဒီဘက်အချမ်းကိုကျွန်တော်တို့ကမစင်စားလိုက်ဒီဘက်အချမ်းကိုပဲအရန်သုံးတယ်ဒီဘက်ချမ်းအားလုံးသိတယ်ဒါပေမဲ့ဖျားရဲ့ image ကကျွန်တော်တို့ထဲထဲမှာရှိတယ် likeness ကဒီထဲမှာရှိနေဒီထဲမှာနှစ်ချမ်းစလုံးရှိတယ်အဲ့ဒါကျွန်တော်လူကတဲ့နေ့20ကျော်ကကျွန်တော်တို့ဆရာအောင်တညွတ်ကျွန်တော်တို့ခေါင်းဆောင်ဆိုတော့သူ့အမဒီဘာသာပေါ့ဘိန်းစားတွေပေါ့ဘာသာဘိန်းစားတွေကျွန်တော်တို့ထိန်းပေးရလူ30လောက်ရှိတယ်ဒီနေ့ကျွန်တော်တို့ကအဲ့ဒီဘူဂျိုစီရဲ့ဖះเจ้าမှာဖះရှိခိုးနေတဲ့အချိန်ပေါ့7 လို့ပြတ်အဲ့ဒီကျွန်တော်တို့နေတဲ့ဆရာအောင်တညွတ်အိမ်မှာအိမ်ဘေးနားမှာမီးလောင်နေအဲ့တော့တယောက်ကနေမကောင်းလို့ဆိုပြီးတော့ကြံခဲ့တယ်ကြံတဲ့လူတွေအားလုံးကဖះရှိခိုးတဲ့နေရာရောက်တယ်မီးလောင်နေမိသားကားတွေသွားကြတယ်ဆိုပထမသဘောမပေါက်ဘူးဟိုကိုယ့်ဘက်အချမ်းလားသူ့ဘက်အချမ်းလားမသိဘူးလေနောက်တော့မှဟာကျွန်တော်တို့နေအဲ့ဒီလူတွေနေတဲ့အချမ်းမှာမီးလောင်နေဆိုတော့ကျွန်တော်တို့ဘုရားရှိခိုးမြန်သိမ့်ပြီးတာနဲ့ပြေးကြအဲ့ဒီထဲမှာလူ30ရဲ့ပစ္စည်းကိုတယောက်ထဲသောပုဂ္ဂိုလ်ကတယောက်ထဲအဲ့ဒါလည်းဘာသာပဲနော်ပိန်လေးသူကတခါတည်းအကုန်ထမ်းပြီးတော့ဟိုဘက်ကခြံကြော်ပြီးတော့ဟိုဘက်ကခရိယန်အိမ်ကိုသူကပို့တာလွတ်တဲ့နေရာပို့တာဟိုလှီကားပေါ်တူဒီလိုရှင်းပြီးတော့ဟိုဘက်ပို့လိုက်တစ်တာဒီကိုစောင်းဒီကိုမှုရအကုန်တယောက်ထဲသူကဆော်ထဲလိုက်တယ်ကျွန်တော်တို့ရောက်တော့ဟိုဘက်မှာပစ္စည်းတွေအားလုံးရောက်နေပြီအဲ့တော့မိသက်ကားတွေပါရောက်တော့မင်းငိမ့်သွားပြီပစ္စည်းပြန်တယ်ဆိုတော့လူ30ပစ္စည်းကိုတယောက်ထဲဟိုဘက်ကိုမထားပြီးပြီလူ30အဲ့ဒီပစ္စည်းကိုပြန်မတဲ့ခါမနိုင်ဘူးဖြစ်နေတယ်ဟာတဲပါဦး2ယောက်ကအဲ့တော့ကျွန်တော်ကမေးတယ်မင်းတယောက်တည်းတကယ်မလားကျွန်တော်တယောက်တည်းမတာလေတဲ့အခုတော့မမနိုင်တော့ဘူးတဲ့ဟိုတုန်းကတော့ဘယ်ဟာအားရရလဲမသိကြောက်အားလာအကုန်မတာတဲ့အကုန်အဲ့ဒီလေကားပေါ်ကဘလို့မြန်မှမသိတူဟိုဘက်တဲလေပြန်စလာတော့အဲ့တော့ကျွန်တော်ကသဘောပေါက်အထဲထဲမှာပါရှိလေအင်းအားရှိတယ်ဒါတော့မှဘာသာနော်ဘာသာရိုးလူမဟုတ်ဒါအဲ့တော့ခင်ဗျားကျွန်တော်ဒီမှာလေဒီလိုအစွမ်းမျိုးကကဘာဦးကဖန်ဆင်းတဲ့ကဘာဖြစ်လဲရှိပြီးသားရှိပင်ပြီးတယ်အဲ့တော့ခင်ဗျားကျွန်တော်ဆောက်တဲ့ခါမှာဒီဆောက်တဲ့ခါမှာမူတည်တယ်ကဲကြည့်အောင်ဒီဆောက်တဲ့ခါမှာအရေးကြီးတာက foundation ဒီ foundation မှန်အောင်တော့လုပ်ပါ foundation မှန်ပြီဆိုရင်စလို့ရတယ်အပေါ်မှာထပ်ဆင့်ပြီးတော့ဒီဆောက်ရထပ်ဆင့်ဒီဆောက်ရအဲ့ဒါကိုပြောတာ kingdom faith စုံစမ်းခြင်းကိုခံနိုင်တယ်ဘုရားသခင်ရှိတော်မှာကာလဆုံးတဲ့အထိသစ္စာနဲ့ယက်တည်နိုင်တယ်ဆိုတော့အဲ့ဒီ foundation ပေါ်မှာထပ်ဆင့်တည်ဆောက်တာဖြစ်တယ်သူကဒီဥစ္စာကိုမှန်အောင်လုပ်ဖို့လိုတယ်အဲ့တော့ချစ်တော်ညီကောင်မတွေဟာဒီဥစ္စာကွာဘာခက်တာမှလို့လွယ်လေးပါပဲခရိယန်အသက်တာဆိုတော့ရိုးလေးနဲ့တွားရင်ရတာပဲဟုတ်ပါတယ်ကျွန်တော်ပြောတာရိုးလေးနဲ့ပဲတွားရမှာဒါပေမဲ့နှုတ်ကပတ်တရားတော်ပေါ်မှာအခြေတည်ပြီးတော့အသက်ရှင်ရမှာနှုတ်ကပတ်တရားကိုဖျားပြောတဲ့စကားအနေနဲ့ဆွဲကင်ပြီးတော့အသက်ရှင်ရအသက်မရှင်တော့မရဒါကုပေါ်မှာအများကြီးမှုတယ်ဟာဒါဆိုရင်ကြည့်အောင်အဲ့ဒီ foundation ပေါ်မှာကျွန်တော်တို့ထပ်ဆင့်ပြီးတော့တည်ဆောက်တယ်တည်ဆောက်တဲ့အခါမှာဘဝမှာဖြတ်တန်းတဲ့အရာတွေနဲ့တည်ဆောက်ကြတယ်တည်ဆောက်တဲ့အခါမှာမှန်တဲ့ဟာတွေလည်းရှိတယ်လို့နော်မမှန်တဲ့ဟာတွေလည်းရှိတယ်အဲ့တော့ကျွန်တော်တို့အခေါ်တော့
လူငယ်အခုပေါ့ fake လေးတွေပေါ့ fake လုပ်ထားတဲ့ဟာလေးတွေလူရှိမှအစင်ပြောင်းဟလားကျွန်တော်လည်းလူရှိမှအခုကိုအင်ဂျီဝတ်ထားတယ်အစင်ပြောင်းဒါမျိုးသွားနေတာဟုတ်ပြီနော်ဒါမျိုးသွားနေတာအဲ့ဒီလို fake လေးတွေအများကြီးရှိတယ်နော်ဟုတ်ပြီနော်ဒါအကြောင်းမဟုတ်ပါဘူးကျွန်တော်ကြည့်လိုက်တယ်မသိဘူးခင်ဗျားကျွန်တော်ကြည့်တယ်မသိဘူးဟုတ်ပြီနော်မသိဘူးဘယ်ချိန်မှသွားသိပြဿနာလာတယ်ဘာပြဿနာမှမသိပြိုကျသွားတယ်အဲ့တော့သိသွားပြီပြဿနာလာတယ်သူတိဆောက်ထားတာပြိုကျသွားပြီဟုတ်ပြီနော်ကျွန်တော်လူငယ်တဲ့အချိန်ကတေးဥဆရာ၄ယောက်ကျွန်တော်တောင်ကြီးမှာကျန်းစာသွားတင်ပြန်လာတော့မော်တော်ကားနဲ့ပြန်လာတယ်အဲ့တော့ယုံကြည်သူတယောက်ကပဲသူပဲမောင်းပေးတယ်ဒါပေမဲ့သူကအသက်ကြီးနေပြီအဲ့တော့ကျွန်တော်ပြောညဘက်မမောင်းနဲ့ကွာဟိုထွားဆရာတယောက်လည်းမဟုတ်ဘူးကွာသူငါမနဲ့အစိုးဆုံးမှလှုပ်ဆရာရှိတယ်ငါညဘက်တော့ငါကြောက်တယ်ဘာလို့ဆိုတော့ငါတို့ကစီးတဲ့လူဆိုတော့အိမ်ငိုက်မှာပဲဟိုမောင်းတဲ့လူအိမ်ငိုက်လို့တော့မရဘူးနေပြီးတော့လမ်းကြောက်ရတယ်ကျွန်တော်ပြောတယ်ဟိုဘာညာနဲ့ကျွန်တော်ညဘက်ကြီးဆင်းလာတာညဘက်စတလန်းလုံးတော့ okay နေတယ်ဒါပေမဲ့3နာရီခွဲမှာတစ်ချက်ကောင်းမောင်းတဲ့သူကငိုက်မယ်ဆိုတာကျွန်တော်တို့ကသိတယ်အဲ့တော့ကျွန်တော်ရဲ့တပည့်ကိုကျွန်တော်ကရှေ့ခေါင်းကိုပို့လိုက်တယ်ဟေ့ရောသူ့ကိုစကားပြောပေးလိုအပ်ရင်နှိပ်ပေးနောက်ပြီးတော့ပြုတ်စီတွေလိမ့်ပေး driver ကိုလေဟိုမီးနင်းနေပါငိုက်မယ်ထင်ပါတာတစ်ချက်ပိတ်ရဲလိုက်ဒါနောက်မှကြည့်ရှင်းမယ်ဘာလို့ဆိုဒီဥစ္စာမလွယ်ဘူးဒီကိစ္စမလွယ်ဘူး3နာရီခွဲဆိုတာ driver တွေအတွက်အရေးကြီးတယ်ဒါပေမဲ့အဲ့ဒီလိုခိုင်းတဲ့လူလဲ3နာရီခွဲမှာတစ်ချက်ငိုက်သွားတယ်သူလဲငိုက် driver လဲငိုက်ဆိုတော့ကားဒီလိုမှောက်တဲ့ချိန်မှာပြောချင်တာဒီလိုအကွေ့မှာဒီတုံးကိုဝင်တိုက်တာလမ်းဘေးမှာရှိတဲ့တုံးကိုဝင်တိုက်တော့စတိုက်တာနဲ့ကျွန်တော်တိသွားပြီလက်နိုးသွားပြီအဲ့တော့ကျွန်တော်ဟာတိုက်ပြီဘုရားသခင်ဆိုတော့တိုက်ပြီးတာနဲ့သူကထူးဆန်းတယ်အချိန်ဘယ်လောက်ပြင်းပြီးတိုက်ပြီးတာနဲ့ကားကြီးကကြော်သွားတယ်ကြော်ပြီးတော့မှနောက်ထပ်တုံးတွေကိုဆက်တိုက်ပြီးတော့မှရှေ့မှာရှိတဲ့တုံးကြမှာသူမတိုက်နိုင်ဘူးနောက်ပြန်ဆုတ်သွားတယ်လမ်းမပေါ်ပြန်တက်အချိန်ပြင်းတာကိုပြန်ဆုတ်ပြီးတော့မှကားကြီးကလေးပင်စလုံးထောင်သွားတယ်အဲ့တော့ကျွန်တော်တို့ကြည့်လိုက်တော့စရောဆရာ၄ယောက်ကြည့်လိုက်တော့အားလုံး okay လား okay တယ်တဲ့ဘယ်သူထိလဲဘယ်သူမှမထိဘူးတဲ့ဘယ်သူဆိုကျွန်တော်တို့လေးဘက်ကုန်းပြီးတော့ကားထဲကထွက်လာကြတယ်ဖြစ်ချင်တော့ကျွန်တော်တို့ကတတိမထားလိုက်မိဘူးမြူတွေကျနေတယ်ကားမီးကတော့ဖွင့်လက်စားပဲဒါပေမဲ့နောက်ကားတွေလာနေတယ်ကျွန်တော်ကားအလေကောင်းမှာလမ်းအလေကောင်းမှာဖြစ်နေတယ်နောက်ကားတွေကတိုက်ဖို့ပဲဒါပေမဲ့ကြီးစုတော့ကြောင့်နောက်ကားလေးရောက်ရှောင်သွားတယ်အဲ့ဒါကျွန်တော်ကားကြီးကိုပြန်ချပြီးတော့ရွှေ့ကြတာပေါ့အဲ့တော့ဆရာတွေကိုကျွန်တော်ကြည့်တော့တချို့ဆရာပြာနေတယ်ဆရာတို့ဘယ်လိုလုပ်မလဲရွာတော့မယ်အားလုံးရွာတော့မယ်ပတ်ဆဆူပတ်ဆဆူဆိုရှိတယ်မြတ်ပတ်ဆနေဆူကြပတ်ဆနေဆူကြဘာလို့တုံးနေတိုက်ထားတယ်လေဒါစီပင်ကိုကျွန်တော်ရွာမယ်ညတွင်ချင်းလို့ရမယ်ကိစ္စတွေဆိုတော့ကျွန်တော်ကသဘောပေါက်သွားတယ်ဆရာအေးစီနေဒါနောက်မှကြည့်ရှင်းမယ်စီပင်လိုက်သူအထာနဲ့သူရှိတယ်စီစဉ်ရဲလဲလာပြီစီပင်လာပြီလာကြပြီလေဆိုတော့အမှန်တကယ်တော့ရန်ကုန်ထဲဝင်တော့ပဲအဲ့ဒီချိန်မှာတိုက်တာအဲ့တော့ကျွန်တော်သဘောပေါက်သွားတကယ်ဖြစ်လာတဲ့ခါကျမှကြောက်တဲ့စိတ်ဝင်တဲ့သူနော်ဘာတူလဲဆိုတာသဘောပေါက်တယ်လေကြောက်တဲ့စိတ်ဆိုတာဖွက်ထားလို့ရတယ်၊ကွယ်ထားလို့ရတယ်ဒါပေမဲ့တကယ်ဖြစ်လာတဲ့ခါကျတော့ကွယ်လို့မရဘယ်မှာကွယ်လို့မရမျက်နှာမှာကွယ်လို့မရလက်တွေကွယ်လို့မရနော်တုံနေတယ်ကွယ်လို့မရဘူးလေဒါကွယ်လို့မရအောင်နော်ဒါကတော့ပြောလို့မရကျွန်တော်လည်းပထမဆုံးပြောင်းလဲလို့တက်တည်ခံတဲ့အခါမှာရေးထားတဲ့စာရွက်ကိုကျွန်တော်ကြည့်နေတယ်နော်မမြင်ရတော့ဘူးမျက်စိမုံသွားတာမဟုတ်ဘူးရေးထားတဲ့စကားလုံးကိုမြင်းကိုမမြင်တဲ့အပြင်ပစိုးကလေမတိုက်ဖဲနဲ့လှုပ်နေတယ်ဒူးတုံတာဝါလူတွေကပြောတော့ဘာပြောမှလဲပြောလည်းမပြောဘူးလေဒါမျက်စိကလည်းကြည့်လို့မရဘူးဒီလိုဖြစ်နေတယ်နောက်ဆုံးပြီးတော့ကျွန်တော်ယေရှုခရစ်တော်မိမိကယ်တင်ပိုင်ရှင်ပဲကျွန်တော်အခုချိန်ကနေစိုက်လက်ခံပါတယ်အဲ့တော့အောက်ကထိုင်နေလို့အဲ့ဒါပြောမှဒီပေါ်မှာတက်ပြီးတော့ဒီတိုင်းတုံလှုပ်နေလို့ဒါပြောဖို့ရေးလေးကိုဆိုတော့ဘာစိုက်ဝဲကြည့်ကင်ထားတာလဲအမှန်တော့စိုက်ရဲထဲမှာရေးထားတာအများကြီးရှိတယ်မမြင်ဘူးစိတ်လှုပ်ရှားတယ်အဲ့တော့တကယ်ဖြစ်လာတဲ့ခါမှာလှုပ်ရှားတယ်အဲ့တော့ပြဿနာဖြစ်တဲ့ခါမှာတကယ်ဖြစ်တဲ့ခါမှာ fake ပေါ့တ
တကယ်နှုတ်ကပတ်တော်ပေါ်မှာတည်ပြီးတော့တည်ဆောက်ထားတဲ့ဟာတွေမဟုတ်ရင်ပြိုကျသွားတယ်မုန်တိုင်းကြီးလာဘာမှမဖြစ်ဘူးအဲ့ဒီလိုခံစားတဲ့အသက်တာဖြစ်ဖို့လိုတယ်ဒါဆိုရင်ကျွန်တော်တို့ကတကယ်လားဟုတ်ပြီနော်တကယ်လားချစ်တော်ညီကိုမောင်မတွေစံစာထဲမှာကျွန်တော်ချို့ဟာလေးတွေပြောပြချင်ပါအာဗြဟံသူစနီးစာရာလှတယ်အဲ့တော့သူကသူ့ခင်ဘုန်းလို့သူမပြောရဲဘူးနိယာဒါကြောက်တယ်အဲ့တော့သူဘယ်လိုပြောလဲနမအမှန်တော့နမဆိုလဲအမျိုးတော်ဆက်မှုရကြည့်မှန်ပါတယ်အဲ့တော့ဖာရောမင်းကစာရာကိုသဘောကျပြီးဝင်ဆွဲတော့ဖះဘယ်နေလို့ရမလဲဣဆက်မွေးလာရမယ်လေလူမျိုးကြီးဖြစ်စေမယ်ဖះဝင်အဆွဲမခံဘူးနော်ဝင်ဆွဲမခံဘူးချက်ချင်းပေါ်ပြအဲ့တော့မိတယ်အာဗြဟံမင်းနမလို့ပြောတယ်ဒါတော့မင်းမဟုတ်ဘူးလားဟုတ်တယ်ဘာကြောင့်လဲတခါတလေတချို့ကိစ္စလေးတွေမှာကြောက်ရတုံလှုပ်ချောက်ချားတယ်ဒါပေမဲ့ရင်ဆိုင်ရတဲ့အခက်အခဲတွေတုံလှုပ်ချောက်ချားခြင်းမရှိဘူးအသက်ရှင်တဲ့သူရှိပြန်ရောထွတ်မြော်ချမ်းထဲမှာဖာရောမင်းကပြောတယ်ဣသေလလူတွေယောက်ျားလေးမွေးရင်ဝင်းဆွဲမတွေနင်တို့တပ်ပလိုက်တော့ငါအမိတ်ပေးတယ်တပ်ပြစ်ဒါပေမဲ့ဝင်းဆွဲမတွေကဖះကိုကြောက်တယ်မတပ်ဘူးလွတ်ပေးလိုက်တယ်အဲ့တော့ရှင်ဘုရင်ကမေးတယ်နင်ဘာလို့မတပ်လဲအခုဣသေလလူတွေပွားများတာကြောက်ခမန်းလိလိနော်မဟုတ်ဘူးဣသေလမိန်းမတွေကအယမ်းတန်ပါတယ်ဝန်းဆွဲမကိုခေါ်ပြီးဝန်းဆွဲမတော့မရောက်သေးဘူးတဲ့ခလေးကမွေးသွားပြီတဲ့ဘသူမွေးမှကျမတို့မသိဘူးတဲ့ဟာလိန်တလူဖြစ်သွားတယ်ဒါပေမဲ့ထွတ်မြောက်ချခန်းကြီး1မှာဖတ်ကြည့်ပါဝန်းဆွဲမတွေကိုဖျားခင်ကောင်းကြီးပေးတယ်တဲ့အတိပ္ပယ်ပါတယ်ဒီနေ့နီးရတာကြောက်ရမယ်အခြေအနေကြောက်ဒုပြောင်းလဲရမယ်အခြေအနေကြောက်ဒီလိုလုပ်ရမယ်အဲ့ဒီလိုကျွန်တော်တို့မဟုတ်ဘဲနဲ့နှုတ်ကပတ်တော်ပေါ်မှာ stand လုပ်နိုင်တဲ့အသက်တာဖြစ်တီးလေးကအစကျွန်တော်တို့က exercise လုပ်ရအောင် exercise မလုပ်ဘဲနဲ့တော့မရအောင်တီးလေးကစပြီး exercise လုပ်ရအောင်လုံနေရင်ကနေကြီးလာတဲ့အခါမှာခံနိုင်သွားတယ်ကြီးလာတဲ့အခါမှာသဘောပေါက်လာရင်ဆိုင်နိုင်တယ်အဲ့တော့ကျွန်တော်တို့ရဲ့ life ထဲမှာအရေးကြီးတဲ့အချက်သိဖို့လိုတယ်။ဘာအရေးကြီးတဲ့အချက်လဲဆိုရင်ကဲတင်ခြင်းကိုရစီတဲ့ယုံကြည်ခြင်းအဲ့ဒါကျွန်တော်တို့ရဲ့ foundation ကနေ step လာတဲ့အခါမှာကျွန်တော်တို့ဘုရားသခင် test လုပ်တယ်အဲ့ဒါကိုကျွန်တော်တို့ကမကြောက်ပါနဲ့ဝန်ခံပေးပါ test လုပ်တယ်စုံစမ်းတယ်ဒီနေ့စုံစမ်းခြင်းမခံရတဲ့ယုံကြည်သူမရှိပါဘူးtest လုပ်ခြင်းမခံရတဲ့ယုံကြည်သူမရှိပါဘူးဒါပေမဲ့ test လုပ်ပြီးတဲ့အခါမှာယုံကြည်ခြင်းစစ်ဆေးပြီးတဲ့အခါမှာအောင်တဲ့သူရှိတယ်လို့ဘာရှိလာလဲရှုံးတဲ့လူလည်းရှိတယ်အဲ့တော့ကျွန်တော်တို့ကသဘောပေါက်ဖို့လိုတယ်ခရစ်တော်ကို၌ပင်နေနော်အစာရှောင်ဆုတောင်းတဲ့အခါမှာစာတန်သူ့ကိုလာပြီးတော့ဘာဖြစ်လဲစုံစမ်းတယ်ဟုတ်ပြီနော်အော်ဘုရားခင်ကဟောငါတို့ဒီလိုလုပ်သလားရက်ဆက်လိုက်လားမဟုတ်ဘူးဘုရားခင်ကအာဗြဟံကိုစုံစမ်းတယ်ပထမဆုံးစုံစမ်းတာအာဗြဟံမှာတဲ့ကပ္ပဦးကျမ်းခန်းကြီး7ကိုဖတ်တဲ့အခါလူမျိုးကြီးဖြစ်စေမယ်ဘုရားခင်ကမင်းအမျိုးသားချင်းပေါ့ဖို့ကြီးနဲ့ထွက်ခဲ့လို့ပြောလိုက်တယ်အာဗြဟံထွက်လာတယ်ဒါပေမဲ့လောတလေးသူခေါ်လာတယ်လောတတူအာဗြဟံတို့ဇနီးမောင်နှံကလေးမရဘူးအဲ့တော့လောတကိုဆွဲလာတယ်ဒါပေမဲ့ကပ္ပဦးကျမ်းခန်းကြီး73ရောက်တဲ့အခါမှာအာဗြဟံကြီးပွားတယ်လို့လောတလည်းကြီးပွားတယ်ဖျားရှိမှငါလောတကိုခေါ်လာတာမှန်တယ်လို့ထင်ပေမဲ့ခုနှစ်ကိုရောက်တဲ့အခါမှာအာဗြဟံရဲ့ကျွန်နဲ့လောတကျွန်ရန်ဖြစ်ကြအမျိုးမှမတော်ပဲအဲ့တော့တူနေလို့မရဘူးဆိုတော့အာဗြဟံနဲ့လောတနဲ့ခွဲရတယ်အာဗြဟံကပြောတယ်မင်းအရှိဘက်ရက်ကိုသွားရင်လောတကြီးငါနောက်ဖက်ရက်ကိုသွားမယ်မင်းတောင်ဘက်သွားရင်ငါမြောက်ဖက်သွားတော့မယ်ဒါမှဒုနှစ်ယောက်ကွဲသွားမယ်အာဗြဟံရင်ထဲကလောတဆိုတဲ့အရာကိုဘုရားခင်ဆွဲထုတ်လိုက်တယ်အဲ့ဒါ test လုပ်တာဆွဲထုတ်ပေးတယ်သူကဒီနေ့ဒီမှာထိုင်တဲ့ညီကိုမောင်မှတ်တွေထဲမှာဘုရားခင်က
သူလိုချင်တဲ့ kingdom faith နိုင်ငံတော်နဲ့ဆိုင်တဲ့ယုံကြည်ခြင်းအဆင့်ကိုရောက်ပြီးတော့ဘုရားသခင်ရဲ့နိုင်ငံတော်ကြီးကိုတည်ထောင်တဲ့အစွမ်းရှိတဲ့အသက်တာဖြစ်ဖို့ရန်အတွက်ကျွန်တော်တို့ထဲမှာဘုရားသခင်မလိုချင်တဲ့အရာတွေရှိတယ်မနှစ်သက်တဲ့အရာတွေရှိတယ်အဲ့ဒီအရာတွေကကျွန်တော်တို့မသိဘူးကျွန်တော်တို့ကတော့အရာသဘောကျနေပြီမဲ့ဘုရားရဲ့အနာဂတ်ကာလမှာနိုင်ငံတော်ကြီးကိုဖျက်ဆီးမဲ့အရာတွေဖြစ်တယ်ဆိုအဲ့ဒါတွေကိုဆွဲထုတ်တာသူကဒါပေမဲ့ဘုရားသခင်ကချက်ချင်းဆွဲထုတ်တာမဟုတ်ပါဘူးတကယ်ကိုနော်အနုပညာဆန်ဆန်သူကဆွဲထုတ်ပြီးအစီအမံနဲ့ဆွဲထုတ်ပြီးဝန်ခံပေးဖို့လိုတယ်နားလည်ပေးဖို့လိုတယ်ငါ့ကိုယဉ်ကျက်စီတာလို့ပြောဖို့လိုတယ်ဒုတိယ step ထဲကိုတက်လာဒုတိယ step ထဲကိုရောက်တဲ့အခါမှာအာဗြဟံကနှုတ်ကပတ်တော်ပေါ်မှာ stand လုပ်တဲ့အခါမှာ half true ဖြစ်သွားတဝက်မှားတဝက်မှန်ဖြစ်တယ်ဘုရားပြောတယ်မင်းကိုယ်တည်းကထွက်တဲ့သားပဲငါလိုချင်တာဒါနဲ့စာရာနဲ့သွားတောင်းပန်ဟေးစာရာဒီငါ့ကိုတော့ဘုရားပြောတယ်ငါကိုယ်တည်းကထွက်ရမယ်ဟာနင်ကလေနင်အသက်ဘယ်လောက်ရှိပြီလဲကြည့်စမ်းပါဦးငါအသက်လေဒီလိုဖြစ်နေတယ်ဘယ်လိုငါကိုယ်တည်းကထွက်မလဲဧကနာဒီလိုပြောတာမဟုတ်ဘူးတင်နဲ့ငါတို့ဣတိလထုံးနှန်းစင်ကိုကျုံကမွေးလာတဲ့ကလေးကကိုသားပဲအဲ့တော့ငါမှကျုံမဟာဂရရှိတယ်ကျမ်းမတန်ဆွမ်းတယ်နင်သူနဲ့တူတူအိပ်ပါလားအဲ့ဒါဆိုရင်တို့ကလေးရမယ်တဝက်မှဒါပေမဲ့တော်အောဖို့ကောင်းတယ်ဇနီးတွေကလည်းသူ့ရှေ့မှာတခြားမျိုးသမီးနဲ့အိပ်ပါလားလို့ပြောတော့အမျိုးသားကလည်းအာမင်အဲ့တော့အတိုင်ဖောက်တော့ရမ်းညီတယ်ဒီလိုတော့ကျွန်တော်ထင်တယ်ဒီကဇနီးတွေလှုပ်မှာမဟုတ်ပါဘူးနော်ဘာလှုပ်မလဲခါတဲ့ကျွန်တော်တွေ့ဘူးတဲ့နော်ဟိုရခါစားဇနီးမောင်နှံနှစ်ယောက်ကျွန်တော်ကဲလို့တော့ကဲလူ250လောက်ရှိတယ်ဆိုတော့ကောင်မလေးတွေလည်းအများကြီးဆိုတော့သူ့အမျိုးသားကျွန်တော်ထမင်းတွေပဲချက်ပေးသူကလူကြီးပဲလေဒါရှင်းချာသူ့အမျိုးသားပဲနင်းတော့ကောင်မလေးတွေကိုသွားမကြည့်နဲ့သူကကြက်သွန်လှီးနေတာဒီဓာတ်နဲ့ငါနင်းကိုထိုးမယ်အဲ့ဒီသူတို့နှစ်ယောက်ရဲ့အကွယ်နောက်မှာကျွန်တော်ရောက်နေတာသူတို့မသိဘူးနင်းဓာတ်နဲ့ငါထိုးမယ်နော်ဆိုတော့ငါမကြည့်ပါဘူးကြည့်ငါထိုးမယ်ဒါကျွန်တော်ကနောက်ကနေဟာအဲ့ဒါညကြတော့တရားဟောတယ်တဲ့ကျွန်တော်ထည့်ပေးလိုက်သတိထားကြဓာတ်နဲ့ထိုးလိုက်မယ်ဓာတ်နဲ့ထိုးလိုက်မယ်နော်အဲ့တော့စတိတွေကဟာငါတို့ပြောတာသူကြားသွားပြီဆရာကြားသွားပြီတဲ့နော်ဆိုတော့မရပါဘူးဒါပေမဲ့နှုတ်ကပတ်တော်ပေါ်မှာ wrong truth အမှားကိုတကယ်ယုံတဲ့လူရှိတယ်စဉ်းစားကြည့်တေချာစဉ်းစားကြည့်ဒီဥစ္စာတော်တော်လေးနော်ခံစားလို့မရတဲ့ဟာကိုစာရာခံစားရတယ်ဖျားပြောတာအဲ့ဒီလိုမှရမှာရောဟာဂရနဲ့နေသွားအိတ်ငါကျင်တ်တယ်စဉ်းစားကြည့်တဝက်မှာဒီနေ့နှုတ်ပတ်တော်ကို wrong truth နဲ့နော်အမှားကိုအမှန်ပါဆိုပြီးတော့လက်ခံတဲ့လူတွေအများကြီးရှိတယ်တေးသေးချာချာစံစာဖတ်ရမယ်နော်ကျွန်တော်သဘောပေါက်ဖို့လိုတယ်ဒါအရေးကြီးတဲ့အချက်ရှိတယ်ဘာကြောင့်လဲကျွန်တော်ညီကမလေးရှားမှာသူအလုပ်လုပ်တော့ကျွန်တော်ကစင်ကူမှာကြောင်တက်နေတော့သူကတနေ့ကျွန်တော်ကိုဖုန်းဆက်တယ်ဟျောင်းနဲ့ငါဒီဥစ္စာသဘောအရန်ကြတယ်ဘာလဲအဲ့ဒီစာအုပ်ဒီလိုဖတ်တဲ့အခါပမာလိုပဲတဲ့အဲ့ဒါနဲ့ကျွန်တော်ငါလာခဲ့မယ်နော်မင်းရှော့ပြီးတော့မလုပ်နဲ့ဆိုတော့ကျွန်တော်သွားတယ်ပြောတော့သူ့စာအုပ်ကျွန်တော်ဖတ်ကြည့်တော့သူကပမာလိုရေးထားတာပါစာအုပ်ကဘာရေးထားလဲဆိုတော့အားလုံးလည်းကျွန်တော်တို့သိတယ်ကောင်းသောရှင်မာရိအကြောင်းလေနော်ကောင်းသောရှင်မာရိရဲ့အဖြစ်ပြအပေါ်မှာခရစ်တော်ကကိုနှစ်ဆက်ဆိုင်သောသူကိုကိုနှစ်အမျှချစ်ပါအဲ့ဒီဟာပြောပြီးမှအောက်မှာဥပမာပေးတယ်သဘောပေါက်ဖို့လိုတယ်ဥပမာမှာပုံမြင်လေးကဒီလိုရှိတယ်တနေ့တော့လူတယောက်ကခီးသွားတဲ့အခါမှာလမ်းမှာလူဆိုးတွေကရိုက်တယ်လဲနေတဲ့အချိန်မှာနော်အဲ့ဒီရှင်မာရိလူလဲနေတဲ့အခါမှာလဲနေတဲ့လူကိုဘုန်းကြီးတစ်ပါးလာတယ်ယေဘရဟိကလာကြော်သွားတယ်လေဝိသားလာတယ်ကြော်သွားတယ်ဒါပေမဲ့ရှင်မာရိလူကရောက်လာတဲ့အခါမှာအဲ့ဒီလူကိုသူကပြုစုတယ်နော်အဲ့တော့ကိုနှစ်ဆက်ဆိုင်သောသူဟာဘာတူလဲဆိုတော့ခရစ်တော်ကပြောတာဒါပေမဲ့အဲ့ဒီစာအုပ်မှာပြောင်းပြန်ရေးတယ်ဘယ်လိုရေးလဲဆိုတော့မင်းလူနာဘက်ကစဉ်းစားကြည့်ရန်တဲ့မင်းဘဝမှာပက်လက်လန်ပြီးတော့ဘာလုပ်ရမှန်းမသိတဲ့အချိန်မှာဖျားလေမင်းကိုကယ်မဲ့လူလွတ်ပေးလိုက်တယ်အဲ့ဒီလူဟာငါတို့ပဲဒီလိုလားပဲအဲ့ဒီငါတို့ဆိုတာသူတို့ကိုပြောတာအဲ့စာအုပ်ရေးတဲ့သူစာအုပ်ရေးတဲ့အဖွဲ့ကိုပြောတာနော်ငါတို့ပဲအဲ့တော့ကျွန်တော်ကြီးကဖတ်ပြီး
ဘာကြောင့်လဲဆိုတော့မလေးရှားမှာဂိမ်းနေတဲ့လူတွေကအများကြီးလေဗမာတွေပဲလက်လာနေတဲ့လူတွေအဲ့ဒါကိုကင်မဲ့လူကသူတို့ပဲတော့သဘောကျအဲ့ဒါမဟုတ်ဘူးမင်းမားနေပြီစံစာမင်းတီချာကြည့်ခရစ်တော်ဟိုးထိတ်မှာပြောတာကိုနဲ့ဆက်ဆိုင်တော့သူကိုနဲ့အမြတ်ချင်းအဖြစ်ပြက်တစ်ခုကိုပြောင်းမြန်ဟိုဘက်ကလူချင်တာတွေဆွဲထုတ်လို့မရဘူးခရစ်တော်ပြောတဲ့ဥပမာကကိုနဲ့ဆက်ဆိုင်တော့သူဟာဘာတူလဲဆိုတာဒီဥပမာပြီးတာလူနာကိုပြောတာမဟုတ်ဘူးအဲ့ဒီရှင်မာရိလူဟာကိုနဲ့မဆိုင်ဘဲနဲ့ဝင်လုတ်တယ်တကယ်လုတ်တဲ့နာကယေဘရဟိတ်တွေတကယ်လုတ်တဲ့နာကလေဝိသားတွေမလုတ်ဘူးအဲ့ဒါပြောတာဟုတ်လားမင်းမတော်နဲ့တော့ကျွန်တော်ပြောတယ်မင်းမတော်နဲ့တော့သူတို့ကဟိုတယ်မှာလေတဲ့အကုန်ကျွေးတာအခန်းလူချင်းလည်းပြီးသေးတယ်တဲ့ဟဲ့မတော်နဲ့တော့မင်းတို့ကလည်းတော်တော်လေးခွာကြတာပဲထမင်းပဲဘာနဲ့ဆာဆာအဆင်ပြေပါတယ်ကျွန်တော်ပြောတယ်ပြောချင်တာ half true တဝက်မှာနေအများကြီးရှိတယ်တိတိကျကျကြည့်ဖို့လို့အဲ့တော့ငါတို့ကကျန်းစာကြောင်းမအောင်မယ်မဟုတ်ဘူးဖခင်ရဲ့တန်ရှင်တော်ဝိညာဉ်တော်ကျွန်တော်တို့အားလုံးကိုဖော်ပြပေးမှာဖြစ်တယ်အဲ့တော့ try တဲ့ကိုရောက်လာတဲ့အခါမှာအရေးကြီးတဲ့ချက်ကတဝက်မှာလုံပြီးရင်ဒုက္ခရောက်လိမ့်မယ်ဒုက္ခရောက်အဲ့ဒါပဲကြောက်ရတာကြံတာမကြောက်ရဘူးတဝက်မှာကြောက်ရတယ်ဟောဒါကြောင့်ဒီနေ့ဒီမှာရှိတဲ့ညီကောင်တို့သဘောပေါက်ရမယ်ဒါအရေးကြီးတဲ့အချက်ဖြစ်တယ်တချို့သောသူတွေကအဲ့ဒီဟာကိုသဘောမပေါက်ဘူးနော်အဲ့တော့ကျွန်တော်တို့ကစံစာကိုတိတိကျကျကြည့်ရအဲ့ဒါမှ try ထဲမှာအောင်ပါဆိုတော့နောက်တစ်ချက်ကြည့်ဖို့လိုတယ်ဆိုတော့အတက်တာထဲမှာစောစောပြောလို့ဟာဂရနဲ့အိမ်မိတဲ့ခါမှာအာဗြဟံကတားရလာတယ်ဝမ်းတာတယ်ဣရှမေလအတွက်ဝမ်းတာတယ်ဒါပေမဲ့ဖခင်ကအဲ့ဒီလိုမဟုတ်ဘူးဆာရာအသက်90အာဗြဟံအသက်100မှာတာဣဇက်ကိုပေးတယ်ဣဇက်လည်းရရောအိမ်တောင်ထဲမှာမငြိမ်မသက်ဖြစ်တယ်အဲ့ဒီချိန်မှာဟုတ်နော်ဒါလေးကိုကျွန်တော်ဖတ်ပြမယ်တခါလေဖခင်ကကိုလှုပ်ထားတဲ့အရာကိုကိုဟာနဲ့ကိုပဲဖြည့်ရှင်းပေးရတယ်သူများလာမဖြည့်ရှင်းပေးနဲ့နှုတ်ကပတ်တော်မှာရက်တယ်ဆိုတာကိုယ်တိုင်ရက်တယ်ဆိုတာမျိုးဖြစ်အောင်ဘုရားကသင်ပေးတယ်ဆိုတော့အာဗြဟံကိုယ်တိုင်ဒီကိစ္စလေးကဖြစ်ခဲ့တဲ့အတွက်ကြောင့်အာဗြဟံကဒီဟာကိုအမှန်တိုင်းအသက်ရှင်ဖို့ရန်အတွက်ဘုရားသခင်ကသူ့ကိုတွင်တင်တဲ့အခါမှာဒီစကားလေးကိုသူကပြောခဲ့ဣရှမေလကြောင့်အာဗြဟံတို့ဇနီးမောင်နှံထဲမှာပြဿနာတွေဖြစ်တဲ့အခါမှာဘုရားကျွန်တော်ဘာလုပ်ရမလဲလို့ဖြစ်နေတဲ့အခါမှာနော်ကျွန်တော်ဖတ်ပြကပ္ပဦးကျမ်းခန်းကြီး21အငယ်7မှာတို့ရာတွင်ထာဝရဘုရားသခင်ကထိုသူငယ်နှင့်တင်ဤကြုံမကြောင့်ထိုသူငယ်ဆိုတာဣရှမေလကြုံမဆိုတာဟာဂရဤမှုခက်သည်ဟုမထင်နှင့်စာရာပြောလေရာ၌သူစကားကိုနားထောင်လို့အကြောင်းမူကားဣဆက်၌သာတင့်အမျိုးတည်မယ်လို့ပြောတဲ့အတွက်ကြောင့်အာဗြဟံကနော်စာရာပြောတဲ့အတိုင်းဣရှမေလနဲ့ဟာဂရကိုသူကိုယ်တိုင်နဲ့ဗဇတ်ထဲကနေနှင်ထုတ်ပေးရတယ်မောင်းထုတ်ပေးရတယ်သူနာကျင်တယ်တဲ့ကျမ်းစာမှာခက်တဲ့အမှုလို့ရေးတယ်ဝိထုစာအုပ်မဟုတ်နော်ကျွန်တော်အရန်နာကျင်ပါတယ်ခံစားအဲ့လိုမျိုးအဲ့ဒါမျိုးတွေရေးဖို့ကျမ်းစာထဲမှာနေရာမရှိဘူးနော်ကျွန်တော်ပြောပြတာဒါပေမဲ့ခက်တဲ့အမှုလို့ပြောရင်သဘောပေါက်ချဲ့လို့အများကြီးရဘာခက်တာလဲနော်အာဗြဟံဘာခက်သွားလဲမြင့်မျက်နှာဘလို့ပြက်လဲမျက်ရည်တွေပါကြာရင်လည်းကြာမှာပေါ့မသိဘူးလေနော်သူကိုယ်တိုင်ဟလာဟာဂရနဲ့အဲ့လိုရလာတဲ့ကလေးကိုသူကိုယ်တိုင်ချီလာခဲ့တဲ့ကလေးကိုမင်းတို့သွားတော့ငါတို့မိသားစုတွေကထတ်တော့လို့သူကိုယ်တိုင်ပါဇက်ကနေပြောခိုင်းတာဘုရားပြောခိုင်းတယ်မင်းပြောရမယ်ဒါကြောင့်တမန်တရားပေါ်မှာ stand လုပ်တဲ့အခါမှာကိုယ်တိုင်လုပ်ရမယ်ဆိုတာဘုရားတွန်းနေတာတွန်းတင်တာဟုတ်ပြီနော်သူမောင်းထုတ်လိုက်ပြီးတော့မှဣရှမေလနှင်ထုတ်ပြီးတဲ့အခါကျမှဣဆက်အားဖြင့်သူတို့ရဲ့အမျိုးတည်မယ်ဒါပေမဲ့ကပ္ပဦးကျမ်းခန်း22ကိုရောက်တဲ့အခါဘုရားပြောတယ်ဟာအာဗြဟံရေမင်းတိတ်မပြောနဲ့မင်းသားဣဆက်ကိုငါအတွက်ပူဇော်ဆိုတော့ကြွားကြပဲဟာဘုရားဘယ်နဲ့ဟိုအဒီတုန်းကတော့ဟုတ်ပါတယ်ဒါကျွန်တော်မားခဲ့တာအခုလည်းဘယ်လိုလုပ်တာလဲနော်ပထမဆုံးလောတာကိုဆွဲထုတ်သွားတယ်ဒုတိယဣရှမေလကိုဆွဲထုတ်တယ်တတိယတော့လူမျိုးကြီးဖြစ်စေမယ်ဆိုတော့ဣဆက်ကိုတကယ်တတ်ရမလားဒါပေမဲ့အာဗြဟံဘာဖြစ်လဲတကယ်တတ်လားမတတ်ဘူးတတ်တယ်ဘယ်ထဲမှာတတ်လဲဆိုတော့ဒီထဲမှာတတ်တယ်အားလုံးအတူတူပြောရင်ဆိုရစ်ကောင်ပေါ်မှာရစ်ပလင်ပေါ်မှာရစ်ကောင်ကိုခြီပြီးတော့တင်ပြီးတော့မှဒါနဲ့ရွယ်တဲ့အချိန်မှာကောင်းကင်တမန်ပေါ်လာတယ်တတ်ဖို့မလိုတော့ဘူးတဲ့တိသွားပြီဖ
ဖျားခင်တည်တယ်ဒီထက်မှာဟုတ်နော်ဘာကြောင့်လဲဆိုတော့အားလုံးလည်းဒီမှာဟိုတိတ်ပံတဘောစေတဘောနားလဲပါဒီထက်ကဆုံးဖြတ်ချက်ပြီးတဲ့အခါမှာအုံနောက်ကနော်လက်ကိုအမိတ်ပေးမယ်တာလက်ကဆင်းလာမယ်ဒါ slow motion ဒီထက်တာလိုက်တော့ဒီကအမိတ်ပေးလေတာဆိုတော့ဒီကဆင်းလာဒါပေမဲ့ဒီဥစ္စာအယမ်းမြန်တယ်မဟုတ်ဘူးလားအယမ်းမြန်တယ်နှီးတာမဟုတ်ဘူးနော်ကျွန်တော်ပြောတဲ့ပုံစံမျိုးဆိုရင်လက်ကိုမိတဲ့ထက်ကြည့်မိတဲ့လက်ထက်လိုက်တဲ့ကောင်ဒီထက်နဲ့ပူတယ်ဒီကိုအချက်ပေးလိုက်ပူတယ်ဆိုရင်လက်ကိုပြန်ပြီးတော့ဆွဲထုတ်အဲ့ဒါလို့သာတဆင်ချင်းလုံနေလက်ကလောင်လောက်ပြီဟလားမလားလောင်သွားပြီဒါပေမဲ့အယမ်းမြန်တယ်ရောက်တာနဲ့ပူတယ်ဆိုတာနဲ့ချက်ချင်းပဲလက်ကဘာဖြစ်လဲ automatic ထုတ်ပြီးသားဖြစ်နေတယ်လက်အယမ်းမြန်တယ်ဟုတ်တော့ဆိုတော့ပြောချင်တာကအယမ်းမြန်တယ်ဆုံးဖြတ်လိုက်တာဤဆက်ကို तू တတ်မယ်လို့ဆုံးဖြတ်လိုက်တာနဲ့လက်ကအောက်ရောက်သွားမယ်ဒီထက်မြန်တာဖေဟာဒီထက်မှဆုံးဖြတ်တာနဲ့ကောင်းကင်တပါသဘောပေါက်တယ်မင်းလက်အောက်ဆင်းเสียမလို့အဲ့တော့ဘုရားခင်ကဟတ်ထဲမှာဟတ်ထဲဟောက် तू ကြည့်နေတာအာဗြဟံတကယ်ဆုံးဖြတ်တယ်ဣဆက်ကိုတတ်ဖို့ तू တကယ်ဆုံးဖြတ်လိုက်တယ်ဘုရားခိုင်းတဲ့အတိုင်းတကယ်လုပ်တယ်ဒီသုံးခုလည်းပြီးတော့အာဗြဟံကိုဘုရားသခင်ဘာမှမစုံစမ်းတော့ပွဲပြီးသွားပြီ तू ကဘာကြောင့်ပွဲပြီးသွားတာဆိုတော့သူ့ရဲ့ faith က quality ရှိတဲ့ faith ဖြစ်သွားတယ်သူ့ရဲ့ faith က kingdom faith ဖြစ်သွားတယ်ဟောတော့သဘောပေါက်ဖို့လိုတယ်ဒီနေ့ဒီမှာရှိတဲ့ညီကောင်မောင်မှားတွေကိုလည်း test လုပ်တယ် try တဲ့ကိုဝင်ခိုင်းနေဆိုတာအကြောင်းမဲ့တက်တက်မဟုတ်ဘူးဘုရားသခင်ကအရေးသွေးရှိတဲ့ယုံကြည်ခြင်းနဲ့သူကနိုင်ငံတော်ကိုတည်ထောင်ဖို့ဖြစ်တယ်ဆိုတာကိုနော်ကျွန်တော်အားလုံးသဘောပေါက်ဖို့ဖြစ်ပါတယ်ဆိုတော့အသက်တာထဲမှာနှုတ်ကပတ်တော်ပေါ်မှာ stand လုပ်ဖို့ရန်အတွက် foundation ကိုဖြည်းဖြည်းတင်သွားဖို့လိုတယ်ချက်ချင်းကြီးပဲဖြစ်ချင်တော့မရပါဘူးရန်ကုန်မြို့မှာမလေးရှား Raymond Mui ဆိုတဲ့ဆရာတယောက်လာပြီးတော့ healing လုပ်တယ်3ရက် Emmanuel Church မှာလွန်ခဲ့တဲ့15နှစ်လောက်ကကျွန်တော်အသင်းတော်ကလူပြိုတယောက်က3ရက်စလုံးပါဝင်လိုက်အရာတက်ကြွသွားတယ်ပြီးလဲပြီးတော့ပြန်လာ3ညမအိမ်မနေရန်ကုန်မြို့မှာမီးပြတ်တော်လဲဖျောင်းနိုင်ထုံပြီးတော့ကျန်းစာ3ရက်ဖတ်လိုက်တာစနေနေ့ရောက်လို့ကျွန်တော်တို့ fellowship မှာလာတိတဲ့ခါမှာခေါင်းနေပြီသူခေါင်းမှကျွန်တော်တို့မသိဘူးဒါပေမဲ့သူ့အိမ်ကတိတယ်ကျွန်တော်ကပ်ပြောတယ်ဆရာကြီးလှုပ်ပါအောင်ကျမအကူတော့ခေါင်းနေပြီဟာတွေ့တာအကောင်းကြီးပါဘယ်တော့မှကောက်သွားဟာဆရာသွားစကားပြောကြည့်ပြောတဲ့စကားတွေကမဟုတ်တော့ဘူးဒါတော့ပြောတယ်ညီလေးဘာလဲဆရာဒီနေ့ဘလို့လဲအားလုံးကောင်းတယ်သူကအားလုံးကောင်းကျွန်တော်လည်းဘာမှမပြောနိုင်ဒါနဲ့အစီအစဉ်ပြီးသွားတယ်သူပြန်သွားတယ်အဲ့တော့ကျွန်တော်လည်းပြန်ရင်လည်းပြန်ပါစီပေါ့ကောင်းနေတာပဲဘယ်ဟုတ်မလဲဘူဂျုတ်ဈေးတယ်လဲဝင်သွားကျွန်တော်ဖခင်ကြောင့်ဘူဂျုတ်ဈေးအဝမှာဆိုတော့ဘူဂျုတ်ဈေးတဲ့သူဝင်သွားတော့ခလေးမေတယောက်ရဲ့ခလေးကိုသူတွားယူလိုက်တယ်ခလေးမေကမျက်နှာဇီးခွက်လောက်ရှိတယ်မျက်နှာတေးသေးလေးဇီးလောက်ပဲကြံတော့တယ်သူခလေးလက်ထဲပါသွားပြီပြီးတော့မှဖခင်သခင်ကခလေးတွေကိုချစ်တယ်ဆဲတာတော့မဟုတ်ဘူးသူကတရားဟောတာလူများခလေးကိုသူကယူပြီးတော့မှသူကဤခလေးကိုကြည်ပါကောင်းကင်နိုင်ငံဟာသူတို့နိုင်ငံတော်ဖြစ်တယ်ဘိုးချုပ်ဈေးထဲမှာអော်ပါလေရောအဲ့တော့ဈေးကောင်းတွေရောအဲ့ဈေးပလိတ်တွေရောရောက်နေပြီအဲ့ဒါနဲ့သူညီမလေးကကျွန်တော်စီကိုပြေဆရာကြီးဟိုမှာတော့အကြီးကျယ်တောင်းချနေပြီအဲ့ကျော်သွားကြည့်တော့ဟာမလွယ်ပါလားအဲ့တော့ကျွန်တော်စုရငါကခလေးလူမယ်မင်းတို့3ယောက်ကသူ့ကိုဝင်လုံးရမယ်နောက်တစ်ယောက်ကကျိုးနဲ့တုတ်ရမယ်အဲ့တော့ကျိုးရှာတော့ကျွန်တော်ဖះเจ้าမှာတကယ်ကျိုးလိုတဲ့အခါကျိုးကမရှိဘူးဖြစ်နေချီတော့ဝါယာကျိုးအဟောင်းတွေ့တယ်ဟာဖြုတ်ဝါယာကျိုးနဲ့ချီမယ်ဘာဖြစ်ချီလို့ရဖို့အရေးကြီးတယ်ဘာကြောင့်လဲဆိုတော့သူကလည်းယောက်ျားခတ်တောင်းဆိုတော့ကျွန်တော်တို့မနိုင်ဘူးအဲ့ဒါနဲ့ကျွန်တော်အနာကကောင်းကင်နိုင်ငံဆရာသိတယ်မလားသိတယ်ဟုတ်လားဟုတ်တယ်ကျွန်တော်ကလည်းအနာကလို့ရအောင်ဘာလို့ဆိုခလေးလူရပါဘူးအဲ့ဒါနာကလို့ရမှာအာမင်းနဲ့အနာကလို့ရမှာသူခလေးကိုရောက်လူလိုက်တယ်ကလေးမေလက်ထဲသွားထက်ကျန်တဲ့3ယောက်ဝင်လုံးလိုက်ဝင်လုံးကသူ့ကိုမြေကြီးပေါ်မှာလဲနောက်တစ်ယောက်က6ယောက်ကိုအရင်ဝါရကျူးနဲ့ချီပြီးတော့မှလက်ကိုနောက်ပြန်တခိုးဖမ်းတယ်လို့ပဲချီပြီးတော့မှကားပေါ်တင်ပြီးတော့အယူတော်ပို့ကြတယ်အယူတော်ရောက်တော့ဆရာဝန်ကကျွန်တော်စစ်တယ်ဘာဖြစ်တာကျွန်တော်ပြောတော့သူပြောတဲ့စကားထဲမှာဆယ်ရီတိုင်းထွာတာပါလားမပါဘူးဘာအကြောင်းပြောလဲဖရာတရားအကြောင်းပဲပြောတယ်ဟာသူ
သူစဉ်းစားလို့မရအဲ့တော့ तू ဘာလုပ်လဲကျွန်တော်သိတာတော့ကျန်းစာဖတ်တယ်ပဲသိတယ်မအိမ်မနေဟာဒါဆိုရင်တော့သဘောပေါက်ပြီအဲ့ဒါနဲ့ဘမီတုံအရေးကိုထိုးထည့်ပေးလိုက်မနဲ့မိုးလင်းတော့အကောင်ပဲတညလို့ကောင်းကောင်းအိတ်သွားတော့မနဲ့မိုးတော့အကောင်ပဲအဲ့တော့အခုမှထလုပ်လို့တော့မရဘူးကောက်သွားမယ်နော်ဒါကျွန်တော်အခုပြောခုချက်ချက်ဟုတ်ပြီပါဆရာကြီးတညလုံးတော့မဖတ်လိုက်နဲ့ကောက်သွားမယ်ဟုတ်လားအဲ့တော့ကျွန်တော်တို့ကသဘောပေါက်ဖို့လိုတယ်ဒါဆိုတော့ကျွန်တော်ဒါကြိုက်ဟာဒီတင်းတော့မှာကောက်တဲ့လူအများကြီးထွက်လာဆိုအဲ့လိုလည်းမဖြစ်ဘူးအဲ့လိုမဖြစ်ဘူးဖြည်းဖြည်းမှန်မှန်လုပ်ဖို့လိုတယ်ဖြည်းဖြည်းနဲ့ပဲနှုတ်ကပတ်တော်တိုင်းနေ့စဉ်ဖတ်တဲ့နှုတ်ကပတ်တော်တိုင်းအသက်ရှင်သွားဖို့နေ့စဉ်ကြုံရတဲ့အခက်အခဲတွေမှာဘုရားကိုမျှော်ကြည့်ပြီးတော့ဒီစုံစမ်းခြင်းကိုဒီ try ကိုကြော်နိုင်အောင်ယုံကြည်ခြင်းနဲ့လုပ်တဲ့အခါအလွှာတဖြည်းဖြည်းတက်လာမှာဖြစ်တယ်ဟုတ်ပြီနော်နှုတ်ကပတ်တော်အပြင်ဘုရားခင်ကောင်းကြီးပေးဖို့ဖြစ်တယ်အတူတူဆုတောင်းရအောင်ဆိုတော့ကျွန်တော်တို့အတူတူဆုတောင်းရအောင်တခုလေးပဲတောင်းဆိုလိုတာခင်ဗျားရဲ့လက်ကိုခင်ဗျားနှလုံးပေါ်မှာတင်ပြီးတော့ဆုတောင်းဖို့လိုတယ်အဓိကတော့ကိုယ့်ရဲ့အခြေအနေကိုကိုယ်အကောင်းဆုံးဝန်ခံပေးဖို့လိုတယ်ဒီဥစ္စာတယောက်နဲ့တယောက်ဘာမှကြွားဝါစရာအကြောင်းမရှိဘူးရင်ဆိုင်ရမှာစုံစမ်းခြင်းဟာကိုယ့်အတွက်ကိုယ်နဲ့သက်ဆိုင်တယ်ဒါကိုယ်ပဲရင်ဆိုင်ရမှာဒါကိုယ့်ရဲ့ယုံကြည်ခြင်းဟာဘယ်လိုအခြေအနေရှိလဲဒီယုံကြည်ခြင်းကိုနိုင်ငံတော်နဲ့ဆိုင်တဲ့ယုံကြည်ခြင်းဖြစ်ဖို့ဘယ်လိုပြင်ဆင်မလဲ10မိနစ်လောက်တူတူဆုတောင်းရအောင်အနန္တတကုရှင်အဖမြတ်စွာသောဘုရားကိုရရှိမောမောမှာကျွန်တော်ရဲ့နှလုံးကိုကျွန်တော်လက်တင်ပြီးတော့ရှေ့တော်ကိုဝင်လဲရှိပါလေကိုရောမသိတာဘာမှမရှိပါဘူးမမြင်တာလည်းဘာမှမရှိပါဘူးဒီအတွက်ကိုရောကိုယေရှုတင်ပါတယ်ကျွန်တော်ရဲ့ယုံကြည်ခြင်းဟာသေးတယ်ကြီးတယ်အဓိကမဟုတ်ဘဲနဲ့စစ်မှန်တဲ့ foundation ခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်စိတ်နှလုံးအကျွင်းမဲ့ယုံကြည်ထားဖို့လိုပါတယ်မတိချာသေးရင်လည်းယနေ့ပင်လင်ခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်စိတ်နှလုံးအကျွင်းမဲ့လက်ခံဖို့အသက်တာကိုပြင်ဆင်ဖို့လိုပါတယ်ဒါတွေသာမကယုံကြည်လက်ခံပြီးရင်လည်းအလွှာအသီးသီးတက်လာလေဘုရားသခင်ရဲ့ဘုန်းတော်ထင်ရှားဖို့ဖြစ်ပါတယ်စုံစမ်းနှောက်ယှက်ခြင်းကိုယနေ့ကြုံဆုံတဲ့အခါမှာကိုယ်ပဲကြုံဆုံရမှာဖြစ်ပါတယ်ရင်ဆိုင်တဲ့အခါမှာကိုယ်ပဲရင်ဆိုင်ရမှာဖြစ်ပါတယ်ရင်ဆိုင်နိုင်ဖို့ရန်ဘုရားသခင်ကနိုင်ငံတော်နဲ့ရှင်တဲ့ယုံကြည်ခြင်းအပြင်ရင်ဆိုင်ဖို့ဘုရားသခင်အလိုတော်ရှိပါတယ်ဤယုံကြည်ခြင်းကိုပွားများစေဖို့ကတော့နှုတ်ကပတ်တော်ပဲဖြစ်ပါတယ်နှုတ်ကပတ်တော်ကိုနေ့စဉ်ဖတ်တဲ့အခါမှာဖတ်တဲ့အပေါ်မှာမှန်မှန်ကန်ကန်နားလည်ပြီးမှန်မှန်ကန်ကန်အသက်ရှင်တဲ့အသက်တာအဖြစ်တဖြည်းဖြည်းတိုးဝင်သွားဖို့ကောင်းကြီးပေးပါယေရှုတင်ပါတယ်အသင်းတော်ကိုကောင်းကြီးပေးပါနိုင်ငံတော်တဲ့ဆိုင်တဲ့ယုံကြည်ခြင်းများသောယုံကြည်သူတွေများလာသောအသင်းတော်ဖြစ်ရင်အမခံကြီးမားသောကိုယ်တော်ရဲ့အလိုတော်ကိုဖြစ်စွမ်းနိုင်တဲ့အသင်းတော်ဖြစ်ယနေ့ဘုရားခင်ထားသောဤနိုင်ငံမှာလှုပ်ဆောင်နိုင်မှာဖြစ်တယ်ဆိုတာကိုယုံကြည်လက်ဆုတောင်းတဲ့အခါကယ်တင်ပိုင်ရှင်ခရစ်တော်ရဲ့နာမကိုအမိပြုပြီးအလုံးယိုသည်စွာဖြင့်ဆုတောင်းဆက်ကပ်ပါ၏အာမင်